Okay ဆိုရင်ရှေ့တစ်ပတ်ကဟိုဒီcomputer vision နဲ့ပတ်သက်တာရယ်အဓိကဒီ image processor နဲ့ပတ်သက်တဲ့အပိုင်းရယ်ရှိပြီးအရှေ့တစ်ပတ်က assignment လည်းassignment ဆို assessment တစ်ခုပေးထားရယ်ပေါ့လေတချို့လုပ်ပြီးသွားသူတွေရှိပြန်ပို့လာပြီပေါ့လေကဲတစ်ခုခုခက်ခဲရှိရဲဆိုရင်လည်းတစ်ချက်လှမ်းပြောပေးပေါ့လေဘာလို့ဆိုတော့တချို့ကျတော့အဲ့လိုဒီထွက်လာတဲ့ image နဲ့အဓိကအများဆုံးဖြစ်နေတဲ့ဟို issue လေးတစ်ခုက issue ဆိုတာထက်ဒီပေါ့ case တွေတစ်ခုကကျတော့ဒီimage ထက်ဒီ matplot မှာ plot ထားတဲ့ထုတ်ထားတဲ့ image နဲ့တကယ်တမ်းဒီ computer CV နဲ့ဒီ CV တော့IM right ဆိုတာရှိတယ်အဓိကဒီ data write တဲ့ဟာနဲ့ write တဲ့ခါကျတော့ဒီ image ရဲ့ color မတူဘူးဆိုပြီးတော့တော်တော်များဖြစ်တယ်ပေါ့တကယ်တော့OpenCV နဲ့ဒီ matplotlib ကဒီ color သူယူထားတဲ့ color base ကမတူဘူးပေါ့လေအဓိကဟိုဒီပုံမှန် image တစ်ခုကို CV2 နဲ့ read လိုက်တယ်ဆိုရင်ပုံမှန် image ရဲ့ color အတိုင်းထွက်တယ်ဒါပေမဲ့အဲ့ image ကို matplot နဲ့ plot လိုက်တယ်ဆိုရင်သူ color ဒီဟိုဆိုရင်ဟို assessment မှာတော့ရေးထားရပေါ့လေcomputer vision OpenCV ကကျတော့သူက RGB base လုပ်တယ်ဆိုရင် matplot ကကျတော့ PGR ပုံစံထွက်တော့သူ့ရဲ့ဒီ color ကခါကျရင်မတူဘူးပေါ့ထွက်လာတဲ့ဟာချင်းမတူဒါပေမဲ့ကိုယ့်ကိုပြန်ပြီးတော့ပြောင်းလဲလို့ရတယ်ပြဿနာမရှိဘူးပေါ့ဒါပေမဲ့ကိုတို့တခြားဒီလို Final script တွေပိုင်းနဲ့သုံးမယ်ဆိုတော့ပြဿနာမရှိဘူးဆိုတော့ save လိုက်တဲ့တင်လိုက်တဲ့ image နဲ့ save လိုက်တဲ့ image နဲ့ color ချင်းအတူတူပဲပေါ့ဒါပေမဲ့ဒီမှာကျတော့တစ်ဆင့်ပို့နေတာပေါ့ဒီမှာ color တစ်ချက်ပြန်ပြီးတော့ convert လုပ်နေရသေးတယ်အမှ grayscale ဆိုလည်း grayscale ပြန်ပြီး convert လုပ်ပေါ့ဒါမှမဟုတ် RGB ဆိုတော့ RGB ပြန်ပြီး convert လုပ်နေအဲ့လိုပုံစံမျိုးလုပ်နေရတာပေါ့လေကျွန်တော်ကတော့အဲ့လိုတိတ်တော့မတွေ့ဘူးပေါ့ကျွန်တော် issue တော့ပြောတာမျိုးတော့မတွေ့ဘူးအဲ့တခုတော့တွေ့တယ်တခြားတော့အဆင်ပြေမယ်လို့ထင်တယ်အကယ်၍တစ်ခုခုခက်ခဲရှင်လည်းလာမေးလို့ရပါတယ်အဲ့လို messenger ဖြစ်ဖြစ်တခြား link ဖြစ်ဖြစ်လာမေးလို့ရပါတယ် email နဲ့မေးလို့ရပါတယ်အဲ့ဆိုရင်ဒီနေ့ sharing လေးကိုစလိုက်ပါမယ်Okay record ခုနကပြောနေပြီဆိုတော့ record အများကြီးမပြောတော့ဘူးဘာလဲဆိုတော့အရှိမကအဓိကဒီတစ်ပတ်နဲ့တစ်ပတ်ချားနေရောလေမိပါမှာဆိုအရှိတော့မှဆိုရင်ခုဒီ method သင်ချာအဓိကဒီ prerequisite တွေပြောခဲ့ပြီးပြီprerequisite ကဒီ base လုပ်ထားတဲ့သင်ချာရေးကဒီဘယ်နေရာမှာသုံးလဲဆိုတဲ့ဟာတွေလည်းပြောခဲ့ပြီးပြီနောက်ပြီးတော့ဒီ workshop computer vision workshop ဆိုတော့ computer vision image processor နဲ့ပတ်သက်တဲ့အပိုင်းတွေလည်းပြောခဲ့ပြီးပြီဒီနေ့ကခုနပြောလို့ fundamental of machine learning မှာလိုအပ်တဲ့တချို့သိထိုက်တာတွေနောက်ပြီးတော့သတိထားရမယ်ဆိုတော့အထက်တကယ်တမ်းကိုယ်ဒီ model train လုပ်တာပဲဖြစ်ဖြစ်စပြီးတော့ deep learning တောင်းမို့လဲ machine learning model ဆောက်လာပြီဆိုရင်ကြားနေရမယ့် terms တွေအဲ့ဒါမျိုးတွေကိုဒီနေ့ပြောပြပေးသွားမယ်ပထမဆုံးအနေနဲ့ဒီခုန recall ဆိုတဲ့အတိုင်းပဲအရှိတုန်းကပြောခဲ့ပြီး machine learning ဆိုတာကကြတော့ခုနလို data တွေကိုသုံးပြီးတော့ question တွေ solution တွေကိုဖြေရနောက် data တွေကတော့ training data တွေဒါလည်းသိခဲ့ပြီးသားပြီးတော့ answer question တွေကိုဖြေတယ် solution တွေကိုရှာတယ်ဆိုတာလည်းသိပြီးသားဒါ prediction လုပ်တဲ့ပုံစံဒါပေမဲ့သိပြီးသားဆိုပေမဲ့လည်းဒီမှာကကောင်းစဉ်က fundamental machine learning ဆိုတော့တချို့အရာတွေပြန်ပြီးတော့ပြောပြပေးသွားမယ်အဲ့ကြားထဲမှာတကယ်တစ်ခုခုကိုကဝင်ပြောချင်တယ် discuss လုပ်ချင်တာရှိရဆိုရင်လည်းဝင်ပြီး discuss လုပ်လို့ရတယ်အဲ့ဒါတရားလောက်မှတ်မိသေးလားမသိဘူး machine learning type တွေပြောခဲ့ရပေါ့လေအဲ့ machine learning type တွေကိုအဲ့လိုမှတ်မိရသူရှိလားမသိဘူးတော့ပြောခဲ့ရလေပထမဆုံးတစ်ရက်ကဖြစ်မယ် Hello မပြောကြည့်မယ်နော်ပြောကြည့်ရအောင်ဟုတ်machine learning type အမပြောချင်တာဟို machine learning မျိုးစာတွေဟိုမေးတာsupervised machine learning supervised နဲ့ reinforcement learning ဟုတ်လားအဲ့ဒါအမပြောခဲ့ပွဲတော့ပြောခဲ့ပွဲအဲ့ supervised ကအော်မောင်လေးနေဘယ်လိုနားလဲဟိုပြောဆက်ပြောခြင်းသေးလားဟုတ်ရပါတယ်ဟို supervised ကတော့ပေါ့ဒီဟို training data ပေါ့နော် training data source တွေလိုတယ်ပေါ့သူ့ကိုလုပ်ပေးဖို့အတွက်supervised machine learning ကကြတော့အဲ့လိုမျိုးမလိုဘူးသူ့ကိုဒီတိုင်းdata ပေးပြီးတော့လိုတယ်ပေါ့နော်ဒါပေမဲ့အရင်အများကြီးမလိုဘူးလို့နားလည်ပြီးပေါ့ဒါပေမဲ့ပုံပြီးလိုတာတော့ train ဖို့လိုတာ supervised ပေါ့ supervised မှာက error တက်သွားခဲ့လို့ရှိရင်ပြန်ပြီးတော့သူ့ကိုအဲ့ဒီဟို data တွေကို add လုပ်ရင်ပိုကောင်းတဲ့ဟာမျိုးဖြစ်အောင်လုပ်တာပေါ့နော်အဲ့လိုတော့ခွဲခြားပြီးတည်ရတဲ့ပေါ့နောက် reinforcement learning ကြတော့ဟိုဘာမှမဟုတ်ပဲねဟိုဘယ်လိုရမလဲအလွယ်ဆုံးပြောရမယ်ဆိုရင်ဒီကလေးတစ်ယောက်ကိုသူ environment တစ်ခုမရင်းနှီးတဲ့ environment တစ်ယောက်ကိုတစ်ခုမှာသူထားလိုက်ပြီးတော့အဲ့နဲ့ရင်းနှီးသွားလို့ဥပမာဆိုရင်သူလမ်းလျှောက်နိုင်အောင်လို့သူ့ကိုလွှတ်လိုက်ပြီးတော့သူကလဲကြဝိုင်းသူကပြန်ထားသူကသူပြန်ထားရင်လောက်သွားတတ်တာတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကျတော့ reinforcement learning လို့နားလည်ထားရပေါ့ကျေးဇူး
ပြပါမောင်လေးဖြည့်ပေးလို့မောင်လေးပြောတယ်ဟုတ်တယ်ဗောလေအမအနေနဲ့ပြန်ပြီးတော့ recall ပြန်လုပ်ရမယ်ဆိုရင်အမတို့ဒီ supervised learning ဆိုရင်supervised learning ဆိုရင်မောင်လေးပြောလို့ပဲ data လိုရပေါ့လေ data ရေးလိုတယ်အမတို့လိုတဲ့ data တွေကအမတို့အနေနဲ့ label လုပ်ပြီးသား data တွေပေါ့လေဥပမာဆိုရင်နောက်လို့ query ဆိုလဲ query dot ဆိုလဲ dot cat ဆိုလဲ cat ချာမှာ apple banana အဲ့လိုမျိုးဆိုရင်ကိုကအဓိကဒီ model အဓိက machine ကိုကတိကျတဲ့label data တွေပေးထားရပေါ့လေအဲ့ label data တွေမှာကိုမှတိကျတဲ့ label class တွေရှိရပေါ့ဥပမာဆိုရင် query လားကြောင်လားဆို class ဘာလုပ်တဲ့ဟာပေါ့အဲ့လိုမျိုးကြတော့ဒီ supervised ပေါ့လေ unsupervised ခါကျတော့ခုနလိုပဲ data ပေးရဒါပေမဲ့သူ့ရဲ့ data တွေကအမတို့ label လုပ်ထားတဲ့ data တွေမဟုတ် machine ကနေတော့သူလမ်းလောက်အောင်အဓိကအမတို့လိုချင်တဲ့နောက်ဆုံးလိုချင်တဲ့ဟာကကြောက်လေအမတို့မှာအတိအကျမရှိဘူးအဓိကခုနလို cluster အဓိက clustering နဲ့ပို့ပြီးတော့ relate ဖြစ်တယ်အဓိကကိုရီးယားအမအထားပါတော့ခုနလို shopping mall တစ်ခုမှာဘယ်သူတွေကပဲပစ္စည်းဝယ်လဲသိချင်တယ်ဆိုရင်အဲ့ဒီဝယ်သူရဲ့ age range ကဘယ်လောက်လဲဘယ်သူတွေကဝယ်လဲဆိုတဲ့ cluster မျိုးထုတ်ပြီးအဲ့လိုပုံစံမျိုးဆိုရင်ဒီ unsupervised ပေါ့လေဒါပေမဲ့ဒီခုန reinforcement ကြတော့ရှင်းတယ်ပေါ့ reinforcement ကြတော့သူတို့နဲ့မတူတာကြတော့ခုန environment ကလေးလမ်းလုပ်တယ်အဲ့လို penalty reward ပုံစံမျိုးနဲ့သွားတယ်အဲ့မှာ James Bond ဟာလေးပြတယ်ပေါ့ James Bond ဟာဆိုတော့ပဲ James Bond ကြီးရောက်ဖို့လို့ဆိုရင်သူအများကြီးဒီလမ်းကြောင်းတွေအများကြီးဖြတ်ရတယ်ဖြတ်တဲ့လမ်းကြောင်းမှာလို့တစ်ခုခုအခက်အခဲတစ်ခုရှိရဲဆိုရင်အဲ့ဒီအခက်အခဲတစ်ခု order ဒါဖြစ်ပါလားဆိုဒီလမ်းကြောင်းဒါဖြစ်ပါလားဆိုတဲ့ဟာကိုကြည့်ပြီးတော့နောက်ထပ်တစ်နည်း try နေပေါ့လေအဓိကဒီ machine learning terms ကပြောမယ်ဆိုတော့နောက်ပြပြီးတော့ retrying model retrain ပြန်လုပ်တယ်ပေါ့အဲ့လိုပုံစံမျိုးသုံးရအဲ့တော့ဟုတ်တယ်အဲ့ဆိုရင် machine learning ဆက်သွားရမယ်ဆိုရင်ဒီဆောရပြောခဲ့သလိုပဲ machine learning ကအကုန်လုံးလည်းသိပြီးနေပြီဒါ AI အောက်ထဲမှာ machine learning ဆိုတာခဏလည်းပြောပြီးနေပြီဆိုတော့သူ့ရဲ့ step ကလည်းရှင်းတယ်ခုနကလို data လိုတယ် data ရပြီးဆိုရင်ပထမဆုံးဒီ data တွေကိုအရင်ဆုံးကိုယ်ကယူပြီးပြီဆိုရင်ဒီ model တွေကို feed လုပ်မယ်ပေါ့လေအဓိက model တွေကို data တွေပေးလိုက်မယ်ပေးလိုက်ပြီးတဲ့အခါမှာကိုယ်က model တွေစောင့်မယ်အပြီးတော့ model တွေစောင့်ပြီးတော့အဲ့ model စောင့်ထားတဲ့ model ကိုပြန်ပြီး train လုပ်မယ်ပြီး predict လုပ်မယ်အခုချိန်ဒီမှာတချို့အနေနဲ့ကျတော့ဒီလိုဒီ data feed လုပ်တာတို့ဒီ model create လုပ်တာ model train လုပ်တာဆို model လို့ကြားနေရတယ်ဒီမှာပြီး train နေဆိုတော့ဟာ predict လုပ်တယ်ဆိုတဲ့စကားလုံးလေး predict ကတော့ရှင်းတယ်ပေါ့ predict က English word မှာလည်းရှိရဲ့ရှိပြီးသားဆိုတော့ဒါကနားလည်ရလွယ်ဒါပေမဲ့ဘာလို့အဲ့လိုတချို့ terms တွေကတချို့တွေအတွက်နားလည်ဖို့နည်းနည်းခက်လိမ့်မယ်အဲ့ဒါလည်းနောက်ကြရင်ခုထည့်ပေးထားရရှိရဲ့အားလေးတစ်ချက်ပြောပြမယ်ပေါ့ဒီမှာကဒီမှာတစ်ခုရှိတာကကျတော့ဒီခုနက model တွေကကျတော့အဓိကကိုရွေးချယ်ရပေါ်ပဲမူတည်အဓိကကိုရွေးချယ်ရပေါ်ဆိုတာကကိုစိတ်တိုင်းကြရွေးချယ်တာမျိုးပြောတာမဟုတ်ဘူးပေါ့လေကိုယ့်ရဲ့ data ပေါ့ကိုယ့်ရဲ့ data ကဘယ်လိုပုံစံရှိတာလဲ numeric လား nominal လားဒါမှ categorical data like audio တို့ video တို့ဒါမှမဟုတ် image တို့အဲ့လို data မျိုးတွေလားနောက်တစ်ခုကကျတော့ဒီလိုကိုလုပ်ချင်တဲ့ task အဓိကကိုသွားချင်တဲ့ကိုယ့်ရဲ့ goals ပေါ့လေကိုလုပ်ချင်တဲ့ project ကဘယ်လို project မျိုးလဲဘယ်ဟာမျိုး automation လာလဲပေါ့မူတည်ပြီးတော့ algorithm စီရွေးချယ်မှုတွေတမတူဘူး scenario တစ်ခုနဲ့တစ်ခုကလည်းမတူဘူးဟိုအရင်တော့လည်းပြောပြထားတယ်တစ်ခုနဲ့တစ်ခုမတူဘူးပေါ့အဲ့ဆိုရင်ဟိုခုန recall ပြန်ခေါ်နေတဲ့ဟာမှာ supervised unsupervised နောက်ပြီး reinforcement နောက်ပြီးကြားထဲမှာ semi supervised တစ်ခုရှိတယ်ဒါကတော့တချို့ဒီ semi supervised ကကြတော့ဒီ supervised ဆိုဒီ unsupervised ဆိုရှင်တော့သူကတော့ဒီတိတ်ပြီးတော့သုံးထားမရှိဘူးဒါပေမဲ့ဒီတခြားဒီ supervised and supervised reinforcement တော့ဒီက gaming တွေပိုင်းမှာသုံးတယ်ပေါ့အဲ့ဒါတွေကတော့လက်ရှိအသုံးအများဆုံးပဲအသုံးများရဲ့ပြီးတော့လက်ရှိကိုဒီ computer vision လုပ်မယ်ဆိုတော့လည်း computer vision project ဒီတော်တော်များ computer vision project ရဲ့ supervised learning အောက်ထပ်မှာပါတယ်ပေါ့ဒီ diagram ရကြည့်မယ်ဆိုတော့လည်းရှင်းတယ်ခုနအတိုင်းပဲ similar ပဲtraining data ရှိရယ်training data နဲ့ data တွေ train တယ်model ဆောက်တယ်ဒီက machine learning algorithm ဆောက်တယ်ပြီးတော့ predict လုပ်တယ်အဲ့ရလာတဲ့ model ကိုမှအဓိကမှန်လားမမှန်လား performance ကို test တဲ့အခါမှာ input data ပေး test တယ်ဒါက simple terms နဲ့ပြောတာနောက်ပိုင်းကျရင်ဟိုတစ်ခုတည်း step တစ်ခုချင်းဒီကိုအသေးစိတ်ပြောပြမယ်ပေါ့ Okay အဲ့ဆိုရင်အရင်ဆုံးဒီ machine learning step တွေကိုမသွားခင်မှာအရင်ဆုံး machine learning မှာကြားနေကြဖြစ်တဲ့ terms တွေ terminology တွေကိုတစ်ချက်ပြောပြပေးမယ်ပထမဆုံးနေက feature ကဟိုရှေ့ရက်တည်းက feature ဆိုတဲ့စကားလုံးကြားခဲ့ပြီးပြီပေါ့လေအဓိက feature ဆိုတာကကျတော့ဒီကို train ချင်တဲ့အဓိကဒီ data တွေပေါ့လေကိုဒီ model ကို feed လုပ်ချင်တဲ့ data တွေအရှိတုန်းကဒီ matrix တွေအကြောင်းပြောခဲ့တော့လည်း feature တွေအကြောင်းပြောခဲ့ပြီးပြီအဲ့တော့ feature ဆိုတာကအဓိကခုနလို image ကိုအဓိက model ကိုပေးမဲ့ကိုယ့်ရဲ့ training data တွေကအဓိကခုနလို matrix ပုံစံနဲ့ပြရဲပေါ့လေအဲ့တော့ဒီ training data တွေကိုအဓိက feature လို့ခေါ်တယ်နောက်တစ်ခုကျတော့နောက်ထပ်မှတ်ထားရမယ့် terms တစ်ခုကကျတော့ target တနည်းပြောမယ် label လို့ခေါ်တယ်အဓိကဒီကို predict လုပ်ချင်တဲ့ကို model ကို predict လုပ်စေချင်တဲ့ variable ဥပမာဆိုရင်ဒီ data set ကိုကြည့်မယ်ဆိုရင်သူ့မှာ data set ကစုစုပေါင်း column ဘယ်နှခုရှိလဲဆိုတော့1 2 3 4 5 6 8 9 10 11 12 13 14စုစုပေါင်း14 column 14ခုရှိရယ် column 14ခုရှိရယ်
ဒါပေမဲ့ column 14ခုထဲမှာကိုယ့်ရဲ့ feature ကပါလဲကိုယ့်ရဲ့ label ကပါလဲအဓိက label ဆိုတော့ target ကပါလဲဆိုတော့ဟာခွဲပေးရမယ်ဒီမှာဆိုရင်ကိုယ့်ရဲ့အဓိကသူ့ရဲ့အဓိက purpose ကလုပ်ချင်တဲ့ purpose ကအဓိကပါလဲဆိုတော့ဒီ Titanic အဓိကတချို့ဒီလုပ်နေကြသူတွေလည်းသိတယ် Titanic တင်မော်ကြီးဘာကြောင့်တနစ်တင်မော်မြုပ်သွားရပေါ့လေမြုပ်သွားတဲ့ထဲမှာလူဘယ်နှယောက်ကအသက်ရှင်ကျန်အဓိကလူဘယ်နှယောက်ဆိုတာလဲဘယ်သူတွေကအသက်ရှင်ကျန်ခဲ့လဲဘယ်သူတွေကသေသွားလဲဆိုတဲ့ဟာမျိုးကိုအဓိကကသူကclassify လုပ်ချင်တဲ့ model ပဲထားပါတော့အဲ့တော့ကို့မှာဒီ data set ကြီးရှိနေရင်အဲ့ရှိနေတဲ့ data set ကြီးကိုက feature နဲ့ label နဲ့ခွဲရတော့မယ်ဆိုရင်ကိုလို့ရှင်တဲ့ဟာကပါလဲကိုလို့ရှင်တဲ့ဟာအထားပါတော့မှာဒီလူသေးလား survive ဖြစ်တဲ့ဒီလူတယောက်ဒီ data တစ်ခုပေးလိုက်တယ်ဆိုတော့အဲ့ data ပေးလိုက်တဲ့အရာက survive ဖြစ်မှာလားအသက်ရှင်မှာလားသေသွားမှာလားဆိုတဲ့ဟာမျိုးကို classify လုပ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ target label ပေါ့ကိုယ့်ရဲ့ target label က alive ဆိုတဲ့ဒီ column ဖြစ်မှာလို့ဆိုတော့ကိုကသေလားရှင်လားသိချင်တာဆိုတော့ကိုယ့်ရဲ့ target label ကဒီ alive ဆိုတဲ့ column ဖြစ်မယ်ကျန်တဲ့ column တွေကကိုယ့်ရဲ့ feature column တွေဖြစ်မယ်ဒါပေမဲ့ဒီ feature column တွေဒါကအကြမ်းမြင့်ပဲပြောတာအကြမ်းမြင့်ပဲဒီဟာတွေကကိုယ့် model တွေ feature column တွေဖြစ်မယ်ပေါ့ဒါပေမဲ့တကယ်တမ်းကတော့ဒီဟာအကုန်လုံးလိုချင်မှလိုမယ်ဒါလေးကောင်လည်းလိုချင်မှလည်းလိုမယ်ဒါလေးကောင်လည်းသုံးချင်မှလည်းသုံးရမယ်သုံးတယ်ဆိုရင်တော့မှဒီပုံစံနဲ့သုံးချင်မှလည်းသုံးရလိမ့်မယ်ပေါ့လေအဲ့လိုမျိုးရောရှိသေးတယ်ဒါပေမဲ့ဒီကပြောချင်တာက feature နဲ့ target label နဲ့အဲ့လိုခွဲအဲ့လိုမျိုးသုံးတယ်ပေါ့ခုန feature ကကိုယ့်ရဲ့ model တွေ pick up နဲ့ကိုယ့်ရဲ့ data တွေနောက်တစ်ခုက target ကကြတော့ကို predict လုပ်ချင်တဲ့ model ကို predict လုပ်စေချင်တဲ့ဒီကဒီ variable နောက်တစ်ခုက model နဲ့ခဏခဏပြောနေရပါပေါ့လေ model ဆိုတာကအဓိကဒီဘယ်လိုခေါ်မလဲဒီခုလို machine learning ဒီ algorithm တွေရှိရဲဟို linear regression တို့ဒီ k-nearest တို့ decision tree တို့အဲ့လိုမျိုးဒီ machine learning algorithm တွေရှိရဲအဲ့ machine learning algorithm တွေသုံးပြီးတော့ကိုက data တစ်ခုကိုအမှတ်ထားပါတော့ကိုက data set ရှိရဲကိုက algorithm ရှိရဲအဲ့တော့အဲ့ data set ကိုသုံးပြီးတော့ဒီ algorithm ကိုအဲ့ data set ကိုသုံးပြီးတော့တစ်ခုကို learn လုပ်စေချင်တယ်ဆိုရင်နောက်ထွက်လာတဲ့အရာကိုတော့ model ပဲအဲ့တော့ model ဆိုတာကတော့ specific representation နဲ့အဲ့လိုခေါ်တယ်အဓိကခုနပြောသလိုပဲခုဒီ algorithms တွေကိုဒီက data feed လုပ်လိုက်တဲ့ algorithms တွေရှိတယ်အဲ့အရာတွေကိုလည်း model လို့သုံးလို့ရတယ်လို့နောက်ပြီး deep learning ဒီ convolutional neural network မှာကိုဆောက်လိုက်တယ်ဆိုရင်ကိုက layer မှာ network CNN ဆိုရင်နောက်ပိုင်းသိလာလိမ့်မယ် CNN ဆိုရင်လည်းကိုမ CNN မှာ layer ဘယ်နှခုထည့်လဲဘာတွေထည့်လဲထည့်ပြီးကိုဆောက်လိုက်တဲ့တိဆောက်လိုက်တဲ့အရာတစ်ခုဒီ data တွေကို feed လုပ် data တွေကို learn လုပ်စေတဲ့တိဆောက်လိုက်တဲ့အရာတစ်ခုကိုလည်းကို model လို့ခေါ်တယ်အဲ့တော့နောက်ပိုင်းကျရင် model ဆိုတဲ့ column ပြင်းပြင်းနဲ့ပို့ပြီးရင်းနေလာလိမ့်မယ်နောက်တစ်ခုကကျတော့ training နဲ့သုံးနေရပေါ့လေအဲ့ training နဲ့သုံးနေရဆိုတဲ့ဟာဘာလဲဆိုတော့ခုနအရှိတော့အသိခဲ့တဲ့ဒီ feature တွေဒီ target label တွေအဓိကအဲ့ဒီ features တွေကိုသုံးပြီးတော့ကိုလိုချင်တဲ့ဒီ target label ကိုရအောင် train ပေးတာဆိုတာကဒီ model ကိုသင်ပေးတာပေါ့လေနားလေးနော် check မှာ sorry နားလေးဖူးဆက်ပြောပါအိတ်ဆောင်ဝိုင်းပြောပြန်ကျောက်ကနာမည်မကျောက်က numerical လေးပဲမလို့ဟုတ်တယ်နိုဒီတက်လာတွေ့တော့မသိဘူးဘယ်နာကြည့်အောင်မသိဘူးနေအဲ့ဆိုရင်နောက်တစ်ခုကကျတော့ဒီ training ပေါ့ဒီ training ဆိုတာကခုနပြောခဲ့သလိုပဲဒီ feature ရှိရယ် features တွေကို input အနေနဲ့ယူလိုက်တယ်ပြီးတော့ကိုယ့်ရဲ့ output က target အဓိကဒီ target လေးပဲတစ်ခုရချင်တယ်အဲ့တော့ training ဆိုတာခုနလိုပဲအဓိက model ကိုဒီ input ပေးလိုက်တယ်ပြီး output ထွက်လာတယ်အဲ့ process ကို train လုပ်တယ်လို့ခေါ်တယ်ပေါ့လေအဲ့တော့နောက်တစ်ခုကကျတော့ဒီ prediction ကကျတော့ရှင်းတယ် prediction ကကျတော့ခုနလိုပဲဒီ data feature တွေထည့်ပြီးပြီ label တွေသိနေပြီ model လည်းစောက်ပြီးသွားပြီ train ပြီးသွားပြီဆိုရင်နောက်ဆုံးအဲ့ model ကြီးကကိုသုံးလို့ရတယ် ready ဖြစ်ပြီဆိုရင်ကိုကနောက်ဆုံးဒီကိုမသိတဲ့ data တစ်ခုနဲ့ကိုကဒီဟာကိုစမ်းကြည့်ရမယ်ပေါ့လေ predict လုပ်ကြည့်ရမယ်အဲ့တော့အဲ့လို process မျိုးကို prediction လို့ခေါ်ရပေါ့အဲ့လိုလုပ်တယ်အဓိကကျတော့ terminology ပဲသိတယ်အဓိက basic ကလုံးဝဘယ်လိုဟာမျိုးသုံးလို့လဲဆိုတဲ့ဟာမျိုးပဲသိစေချင်တာအဲ့တော့ခုနက model တစ်ခု ready ဖြစ်ပြီဆိုရင်နောက်ထပ်ကိုသိပြီးသား data နဲ့ပဲဖြစ်ဖြစ်မသိတဲ့ data နဲ့ပဲဖြစ်ဖြစ်အဲ့ model test လုပ်ကြည့်မယ်အဲ့ model ကိုသူ predict လုပ်ခိုင်းကြည့်မယ်ပေါ့လေကိုမှန်လားဘယ်လောက်ထိကိုပေးလိုက်တဲ့ data ကိုထပ်ပြီးတော့ feed လုပ်လိုက်တဲ့ data အသစ်ကိုသူဘယ်လောက်မှန်လဲဆိုတာသူ predict လုပ်ခိုင်းမယ်ပေါ့လေအဲ့အမျိုးခေါ်တာအဲ့တော့ terminology တွေသဘောပေါက်လာမယ်လို့ထင်တယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီကိုအရှိတော့လည်းကိုရမှပြောသလိုပဲဒီmachine learning မှာဆိုရင် step တွေရှိတယ်ဒါ machine learning ကဒီအပဲ scenario ပဲလာပေါ့လေဘယ် scenario ပဲလာနောက် regression ပဲဖြစ်ဖြစ်နောက်ပြီးတော့တခြား classification ပဲဖြစ်ဖြစ်ဒီကဘာပြောချက်ပဲဖြစ်ဖြစ် computer vision နဲ့ related ဖြစ်တဲ့ဟာဖြစ်မဟုတ်တဲ့ computer vision မဟုတ်တဲ့ project ဖြစ်ဖြစ် machine learning step ကတော့အကုန်လုံးကဒီ similar တွေပဲပထမဆုံး step က data collection ဒုတိယ step က data preparation တတိယ step ကကြတော့ဒီ model choose လုပ်ရမယ် choosing a model ဒီ step 4ကကြတော့ training လုပ်မယ် step 5ကကြတော့ evaluation လုပ်မယ် step 6ကကြတော့ parameter tuning လုပ်မယ် step 7ကကြတော့ prediction လုပ်မယ်
ပထမဆုံး data collection technical pipeline เนี่ยหายပေါ့နော် business ဘက်ကဟာမှာပါသေးဘူး business ဘက်ကမဟုတ်ဘူးအဲ့တော့ပထမဆုံး data collection ကိုဘယ်လိုလုပ်ကြမလဲပေါ့လေ data collection လုပ်တဲ့နည်းတွေကအမျိုးစုံရှိရဲဟိုဘာလို့မျိုးစုံရှိရဲဆိုတာကိုယ့်ရဲ့ scenario ကိုမူတည်ပြီးတော့ကိုယ် data collect လုပ်အောင်ဥပမာတချို့ scenario တွေဆိုရင်ကိုက public data ရရှိရဲပေါ့လေ public data ရဆိုတာကဒီလို Kaggle တို့နောက်ပြီးတော့ဒီ data set တွေ download လုပ်နိုင်တဲ့ဒီ website တွေရှိရဲ Kaggle နောက်ပြီးတော့ UCI နဲ့ဒီ data set download လုပ်ရတဲ့ website တွေရှိရဲအဲ့ဒီမှာတင်ထားပြီးသား data တွေရှိရဲလွန်ခဲ့တဲ့2010ခုနှစ်လောက်ကအမှားထားပါတော့ဒီ census ဘယ်နိုင်ငံရဲ့ census data နောက်2000ခုနှစ်ကဒီမှာ election data အဲ့လိုမျိုးတွေပေါ့ကိုလုံးဆန်တဲ့ scenario ကအကယ်၍ data set ရှိပြီးသားဆိုရင်ဒီ pre-collected data set တွေရှိပြီးသားဆိုရင်အဲ့လို website တွေမှာသွားပြီးတော့ download လုပ်လို့ရတယ်ဒါက data set collection လုပ်တဲ့ပထမတစ်ခု option တစ်ခုပေါ့လေဒုတိယ option ကကျတော့အကယ်၍ကိုလုံးဆန်တဲ့ data ဥပမာထားပါကိုယ်ဆိုရင်သိတာမြန်မာနိုင်ငံအတွက် data တွေလုပ်မြန်မာနိုင်ငံအတွက်တစ်ခု project တစ်ခုလုပ်ချင်တယ်ဆိုရင် data မရှိဘူးပေါ့လေ data ရှားတယ်ပေါ့ရှိရဆိုရင်တော့မလို့ organization တွေမှာပဲရှိတာဆိုတော့အဲ့လိုမျိုးကြာကိုယ့်ကို data collect လုပ်မလားကိုယ့် data collect လုပ်တော့အချိန်ပေးရလိမ့်မယ်အချိန်ပေးရလိမ့်မယ်ဟိုမှာ image နဲ့ပတ်သက်တဲ့ data တွေ collect လုပ်မယ်ဆိုရင်လည်းကိုကအချိန်ယူပြီးတော့ image data တွေကိုလိုက်စုနေရမယ်အဲ့လို site စုရမယ်အဲ့လိုမဟုတ်ဘူးဆိုရင်လည်းကိုကဒီလိုကိုယ်တိုင် collect မလုပ်ဘူးဆိုရင်လည်းကိုကဒီ data ရှိပြီးသား organization တွေဥပမာဆိုရင်ကိုက news နဲ့ပတ်သက်ပြီးတော့ model တစ်ခုစောက်ချင်တယ်ဆိုရင် news publish လုပ်နေတဲ့ company တွေပေါ့အဲ့လိုသတင်းဌာနတွေမှာ11တို့နောက်ပြီးတော့တခြားဒီတခြားရှိသေးရပေါ့လေပြည်မြန်မာပါညာပေါ့တခြားလို data organization တွေရှိရဆိုရင်တို့ဘက်က data ကိုပေးနိုင်လားပေါ့လေကို research လုပ်ချင်တာဖြစ်ကို product ကိုလုပ်ချင်တာဖြစ်ပေးနိုင်လားပေါ့ကို record လုပ်ကြည့်လို့ရတယ်ပေါ့လေ record လုပ်ပြီးတော့အဲ့လိုတောင်းကြည့်ပေါ့အဲ့လိုမှမဟုတ်ဘူးတခြား organization တွေ enterprise တွေမှာ shopping center တွေကန်ရဲ့ company enterprise တွေဆိုရင်လည်းပဲကိုလုပ်ချင်တာ case တစ်ခုရှိရဆိုရင် record လုပ်ကြည့်ပေါ့ဒါပေမဲ့တစ်ခုရှိတာကတော့အဲ့လို organization တွေတော်တော်များများကတော့ data ကိုပေးခဲ့တယ်ပေါ့လေဘာလို့လဲဆိုတော့ကို့မှာကအဲ့လိုပေးရဆိုရင်တော့မှတစ်ခုရှိရင်ကိုက research purpose အတွက်ဆိုရင်တော့ပေးလေးရှိရဘုတစ်ခါလောက်တော့ဆိုလဲလို့ပဲဘုလောက်တော့လောက်ရတဲ့ project ကလို့ data လိုရယ် data video data တွေအများကြီးလိုရတဲ့အတွက်ကြောင့်မလို့ကိုမှာ video data တွေ collect တို့လိုက် collect လုပ်ဖို့မလွယ်ဘူးပေါ့အဲ့တော့ဘာလို့လဲဆိုစာတင်ရတယ်ပေါ့လေဒီ data ကိုဒီ data set ကြီးကိုအနေနဲ့ဒီ research purpose အတွက်ပဲသုံးပါမယ်ဒီအပြင်ကဒီ production အတွက်မသုံးပါဘူးဆိုတဲ့ဟာမျိုး agreement တွေထိုးရတယ်ပေါ့လေအဲ့လိုမျိုးတွေလုပ်ပြီးတော့ record လုပ်လို့ရတယ်ဒါ data collection လုပ်တဲ့ step ပေါ့ data collect လုပ်ပြီးသွားရင် okay ကိုမှ data ရသွားပြီဆိုရင် data preparation မှာဘယ်လိုလုပ်ကြမလဲ data preparation ကဟိုအရှိတုန်းကဟိုအရှိတုန်းကပြောခဲ့ပြီး computer vision technique မှာလည်းပြောပြီးပြီဒါပေမဲ့ဒီအားကျတော့ computer vision အတွက်တီးတတ်မဟုတ်ဘူးဒါအကုန်လုံးထပ်ခြုံပြောတာဆိုတော့အကယ်၍ထားပါတော့ကိုမှရလာတဲ့ data တွေက numerical data တို့ nominal ဆိုတာခုနကလိုဒီကဒီ text data တွေပါရလာပြီဆိုရင်ကိုကအရင်ဆုံးဒီ data ရလာတိုင်း data တစ်ခါသုံးလို့မရအောင်ဆိုတော့ခဏပြောရဲပေါ့လေခဏပြောနေရဲပေါ့ဘာလို့လဲဆိုတော့ဒီ data preparation step ကလည်းအရင်ရေးကြည့်ရင်အကယ်၍ data တွေက duplicate ဖြစ်နေရရင်နောက်ပြီးတော့ data တွေကအဲ့လိုမှားနေတာတွေdata တွေသုံးလို့မရတာတွေပြီးတော့ဒီ values တွေပြောင်းနေရတော့နောက်ပြီးတော့ဒီ values မှာပါမလာတာဒီမှာအဓိကအဲ့လိုမျိုး data ကို data set ကိုကဒီ visualize လုပ်ကြည့်လိုက်တာပဲဖြစ် data set ကိုဒီနားလည်အောင်တစ်ခုလုပ်လိုက်တယ်ဆိုရင်ကိုထွက်လာတဲ့ဒီ outcome တစ်ခုရှိမယ်ပေါ့အဓိက data set ကဘယ်လိုရှိနေရောက်နေရလဲဒီမှာနား value တွေအများများနေဒါမှမဟုတ် duplicate value တွေအများများဒါမှမဟုတ်ရင်လည်းကိုက data ကထားပါတော့တကယ်တမ်း machine learning ကသိနိုင်တဲ့ဒီ data ပုံစံကသူဒီ numerical data ပဲသိနိုင်တာလေအဲ့တော့တစ်ခါကျရင်ကို data တွေကဒီ string values တွေ text values တွေပါတဲ့ခါကျရင်ကိုအနေနဲ့ဒီ encoding ပြန်လုပ်ရတယ်ပေါ့အဓိကဒီလို string set တွေရှိနေရဆိုရင်ကိုအနေနဲ့အဲ့လို encode ပြန်လုပ်ရ0 1အနေနဲ့ပြန်ပြီး encode လုပ်ပေးရတာဟာမျိုးရှိတယ်ဒီ numerical values တွေနဲ့ encode လုပ်ပေးရတဲ့ဟာမျိုးရှိရပေါ့လေအဲ့လိုဟာမျိုးလည်းကိုကလုပ်တဲ့ဒီ data preparation step ပါလုပ်ရမယ်ပေါ့ဒါကကြတော့ဒီ numerical တို့ nominal data နဲ့သက်ဆိုင်တဲ့ဟာတွေပေါ့ဒီ computer vision process တွေသက်ဆိုင်တဲ့ဒီ image processing တွေကြောင့်လည်းဟို data preparation ကကြတော့ရှေ့တော့ပြောခဲ့ပြီးပေါ့ image processing မှာလုပ်လို့ရတဲ့ဒီ augmentation data augmentation ဆိုရင်အဓိကဒီ training ဝင်ထားတဲ့ data တွေကိုသူကအရောင်ပြောင်းတာတို့ဒီ rotate လုပ်တာတို့ flip လုပ်တာတို့ဒီက size ကျဲတာ size ကြီးတာ size ထုံတာအဲ့လိုမျိုး preparation step မှာလုပ်ကြရတယ်ပေါ့လေအဓိကကိုယ့်ဘက်က data တွေကိုပို့ပြီးများရချင်တာဖြစ်ဖြစ်ဒါမှမဟုတ် data မလိုအပ်တဲ့ဒီ noise တွေ short ချချင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုရင်ဒါမျိုးတွေလုပ်ကြရတယ်ပေါ့ data preparation မှာ step တွေလုပ်လို့ရတယ်နောက်တစ်ချက်ကကျတော့ဘာလုပ်လို့ရ data preparation step မှာကျတော့ဒီ training နဲ့ validation တွေနဲ့ evaluation set တွေဆိုပြီးခွဲထုတ်လို့ရသေးတယ်။ဒါဘာလို့တာလဲဆိုတော့တကယ်တမ်း model တွေကို feed လုပ်တဲ့ခါကျရင်အရှိတုန်းကလည်းပြောခဲ့သေးလားတော့မသိဘူး model တွေကို feed လုပ်တဲ့ခါကျရင် data ရဲ့ training data တစ်ခုတည်းပေးတာထက်လို့ကိုကဒီ model ကြီးဘယ်လောက်ကောင်းလဲမကောင်းလဲဆိုတော့ပြန်ပြီး evaluate လုပ်ပေးနိုင်မယ် validation data ကို set ကိုပါကိုကတစ်ခါတည်းထည့်ပြီးပေးလိုက်တာကောင်းတယ်ပေါ့လေ။
ဒါ option တစ်ခုပေါ့ကောင်းတယ်ပေါ့ဘာလို့လဲဆိုတော့ဒီကို model တစ်ခုကတစ်ခါနည်းနည်း training လေကိုက training ဒီအမဒါပေမဲ့ကိုကဒီ performance ဘယ်လောက်လဲဆိုတော့ပြန်ပြီးတော့ validate မလုပ်နိုင်ဘူးဆိုရင်လည်းကိုက model ကောင်းတဲ့ model တစ်ခုရချင်မှလည်းရလာနိုင်မှာပေါ့အဲ့တော့အဲ့လိုဟာမျိုးတွေ data preparation step မှာလုပ်ရမယ် training data ကိုဘယ်လောက်ခွဲမယ် testing data ကိုဘယ်လောက်ခွဲမယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေလုပ်ရမယ်နောက်ပိုင်းကျရင်ဟိုသေးသေးတစ်ချက်ပြောပေးမယ်ပြီးတော့ step 3မှာလည်းအဲ့လိုပဲ choosing the model ကကြတော့နောက် algorithm တွေဖြစ်နိုင်တယ်ပြီးတော့machine learning ဆိုအဓိက deep learning ဆိုတော့ deep learning မှာကကျတော့ခုနလို deep learning သင်လိုက်ခါကျရင်ဒီ CNN ကိုတွေ့လာလိမ့်မယ် convolutional neural network ပေါ့အဲ့မဲ့ CNN ဆိုတော့သုံးတော့အောက်ထဲမှာပဲ तू က different model တွေရှိတယ်ဥပမာ algorithm ဆိုမှာလည်းခုနလို linear rate ဆိုဒီ linear regression တို့နောက်ပြီးဒီ decision tree တို့အဲ့လိုအများကြီးရှိသလိုပဲဒီ model ဆိုလည်းအဲ့လိုပဲတော့ model base လုပ်ထားတာ CNN ကို base လုပ်ထားပေမဲ့သူ့မှာ model name တွေရှိတယ်ဥပမာဆိုတချို့ဒီ deep learning တို့ CNN တို့လုပ်ဖွယ်တွေသိလိမ့်မယ်ပေါ့လေ AlexNet တို့ Google Inception တို့ပြီးတော့ Linux တို့နောက်ပြီးတော့ခြားဒီ face data နဲ့ face နဲ့ related ဖြစ်တဲ့ model ဆိုလဲ face နဲ့ model အဲ့လို model တွေသူ့မှာမတူညီတဲ့ model တွေရှိရပေါ့လေအဲ့ model တစ်ခုချင်းဒီမှာသူ့ရဲ့အားသာချက်အားနည်းချက်ရှိ algorithm ဆက်လို့ပဲသူ့ရဲ့အားသာချက်အားနည်းချက်ရှိအဲ့လိုပဲကိုယ့်ရဲ့ဒီ scenario ကိုယ့်ရဲ့ problem ပေါ်မူတည်ပြီးတော့ကိုယ်ကဒီလို algorithm ရွေးချယ်ပေးရမယ်ဒါပေမဲ့ algorithm ဆိုတာခုနတိကျမှန်ကန်တဲ့ကိုယ့်ရဲ့အတိအကျဆိုတာမျိုးတော့မရှိဘူးပေါ့လေဒါပေမဲ့ဘယ်ဟာပို suitable ဖြစ်လဲဆိုတဲ့ဟာမျိုး suggestion လုပ်ထားရရှိရဲအဲ့လို model တွေရွေးချယ်ပေးရမယ်တတိယ step နဲ့ပြီးတော့ 4 ကကျတော့ဟို training ပေါ့ဒါခုနစောတော့ပြောခဲ့ပြီးပြီ data တွေ feed လုပ်မယ် okay data တွေ model တွေကိုထည့်မယ်ထည့်ပြီးတော့ model ကို data တွေကို land လုပ်မယ်နောက်တစ်ခါ land လုပ်မယ် okay လား okay သေးဆိုတော့နောက်တစ်ခါထပ် land လုပ်မယ် okay လား okay သေးဆိုတော့ထပ် land လုပ်နေမယ်ပေါ့လေဆက်ထပ်ခါလုပ်နေမယ်training မှာ okay အဲ့ဆို training train လုပ်ပြီးသွားပြီ model ကြီးတော်ကြီးကဒီ data ကိုသင်ပြီးသွားပြီသူလေ့လာပြီးသွားပြီဆိုရင်နောက် evaluation လုပ်ကြည့်မယ်ဆိုအဓိကသူ model ကခုနက train အဓိကသူဒီရှိပြီးသား data တွေရောသူ okay သူလေ့လာနိုင်တယ်ဆိုရင်အဲ့ data ကအဲ့ model ကြီးကတကယ်ဒီသူမမြင်ဘူးတဲ့ data တစ်ခုဝင်လာမယ် real data တစ်ခုဝင်လာမယ်ဆိုတော့သူတကယ်မှန်မှန်ကန်ကန်return လုပ်ပေးနိုင်မှာအဓိကဒီမှန်မှန်ကန်ကန် predict လုပ်ပေးနိုင်မှာမလားဆိုတဲ့ဟာမျိုး evaluate လုပ်ကြည့်ရမယ်ပေါ့လေအဲ့တော့သူကဒီမှာ evaluation step ရှိတယ်အကယ်၍ evaluation step မှာအမှထားပါတော့ဒီမှာပေးထားတဲ့သူ့ဒီ model ကို train ထား data ကခွေး data ပဲထားပါဒါပေမဲ့ကိုကထည့်လိုက်တဲ့ data ကြီးကထည့်လိုက်သူပေးစားလိုက်တဲ့ data ကအမှခွေးနဲ့ခတ်စင်ဆိုမြေခွေးပဲထားပါတော့မြေခွေးပေါ့လေခွေးနဲ့တော့ခတ်စင်ဒါပေမဲ့ခွေးမဟုတ်မြေခွေးဆိုရင်ဒါတော့ तू ကအကယ်၍ဒါအဲ့ model ကမြေခွေးဆိုတဲ့ဟာကြီးကို तू ခွေးဆိုပြီးတော့ပြောလိုက်တယ်ဆိုရင်အဲ့ဆိုရင်သူ့ model ကအမှန်သေးဘူးအမှန် evaluate လုပ်တဲ့နေရာမှာမှားနေသေးတယ်ဆိုတော့ဒီမှာပြန်လုပ်ရမယ်ဆိုတော့ evaluation step ပြီးအဲ့လိုမျိုးအကယ်၍ဒါ model ကမှန်ကန်ကန် predict မလုပ်ပေးနိုင်ဘူးဆိုရင် parameter tuning step ကိုပြန်သွားရမယ် parameter tuning step ကဘာလို့သွားရလဲဆိုတော့ခုနလိုပဲ model ကမမှန်သေးဘူးအဲ့တော့အရှိလုံးကသူရွေးခဲ့တဲ့ model ရှိတယ်ရွေးခဲ့တဲ့ model မှာပဲတချို့ parameter တွေကို model မှာ parameter တွေရှိအဝိတ်တွေတခြားဒီCNN ဆိုလဲတခြားသူရဲ့ဒီ cost function တွေနောက်တခြားသူရဲ့ဒီအဓိကဒီ layer တွေအဲ့လိုမျိုးတွေရှိရပေါ့လေဥပမာထားပါတော့ဒါ parameter တွေရှိအဲ့ parameter တွေကိုတွားပြီးပြန်ပြီးကျွန်းလို့ရမယ်ကျွန်းလို့တယ်ဆိုတာ parameter တွေကိုလိုက်ပြီးတော့တိုးတာတို့ short တာတို့ရွှေ့ပြောင်းတာတို့လောက်တုတ်တင်တာလိုက်လို့ရမယ်ပေါ့လေအဓိကဒီ model accuracy model မှန်မှန်ကန်ကန် predict လုပ်ပေးနိုင်ဖို့အတွက်ကိုအဲ့လိုမျိုးလုပ်ပေးရတယ်ဒါ model step မှာ model ကိုသွားမလုပ်ဘူးဆိုရင်တော့မှအကယ်၍ကိုယ့်ရဲ့ဒီ result ကမကောင်းဆိုရင်ကိုကတခြားလုပ်နိုင်တဲ့ option တွေရှိတယ်ဥပမာထားပါတော့ model ကို okay model ကြီးကသူများမှာအရန်ကောင်းနေရဲ့ဒီမလားသူများမှာအရန်ကောင်းနေဆိုတာကကိုက scenario ချင်းတူပဲကိုက face data တွေကိုကိုက train နေတယ်သူများမှာအရန်ကောင်းနေရဲ့ faceness ဆိုရယ် face ဒီအဓိကဒီ face အတွက်တည်တံ့ထုတ်ထားတဲ့ model ကြီးကိုသုံးနေရဲဆိုရင်တော့မှသူကလည်း face အတွက်ကောင်းတယ်လို့ပြောပြရတယ်။ကိုကလည်းသုံးနေတာ face ပဲ။ဒါပေမဲ့ဘာကွာနေလဲဆိုတော့ကိုက model ကဒီ model ပဲ okay အဲ့ဆိုငါဒီ model ကိုပြောင်းချင်ဘူး။ပြောင်းကြည့်ချင်သေးဘူး။အဲ့ချိန်ကျရင်ကိုကဘာလုပ်ရလဲဆိုတော့ကိုယ့်ရဲ့ data ကိုတော့ပြန်ကြည့်ပေါ့လေ။ data ကို data ဘယ်လိုပုံစံတွေဖြစ်နေရလဲပေါ့။ data တွေကအဲ့လို noise တွေအများများနေရလား။ဒါမှမဟုတ် data တွေကအဲ့လိုဘယ်လိုခေါ်မလဲ။အရန်မှိန်နေလားအရန်မှောင်နေရလားဟို model ကတူပေမဲ့ဒီမှာ data အနေထားတွေမတူဘူးဆိုရင်ကိုကအဲ့လိုခုနလိုကောင်းကောင်းလမ်းမလုပ်နိုင်မှာမဟုတ်အဲ့တော့ကိုက data ကိုပြန်ပြီးကျွန်းလုပ်လို့ရတယ်ပေါ့လေ data တွေသွားပြီးကျွန်းရင်လည်းအဓိက data တွေသွားပြီးတော့ adjust လုပ်ချင်လည်းရတယ်ပေါ့အဲ့လိုပေါ့ဒါမှမဟုတ်ဘူးဆိုရင်လည်းတစ်ခါကျရင် model ကအဲ့လို train မှာအရင်များရင်လည်း तू ကဒီမှာ model အရင်ယူနာနာကြီးကိုဒီ training data တော့ကိုအရင်ကောင်းသွားပြီးတော့တစ်ခါကျရင် testing နဲ့မကောင်းတာမျိုးရှိအဲ့တော့ကိုက training step ကို short ချကြမလားပေါ့အဲ့လိုမျိုးစဉ်းစားလို့ရတယ်okay အဲ့ဆိုရင် parameter တွေကျွန်းပြီးသွားရင် okay ကိုယ့်ရဲ့ဟိုနောက်ထပ် evaluation လုပ်တဲ့အခါမှာကောင်းတဲ့အဓိကသူ predict လုပ်နိုင်သွားပြီဆိုရင်နောက်ဆုံး predict အဓိက evaluation ပြီးတော့ prediction ကိုသွားတယ် prediction ကကျတော့ခုနလိုပဲ model ကတကယ် real world data နဲ့ဘယ်လောက်ထိမှန်မှန်ကန်ကန် predict လုပ်နိုင်လဲဆိုတဲ့ဟာမျိုးပြန် test တာအဲ့တော့ဒီ step တွေကတကယ်တမ်းဒီ machine learning မှာလိုအပ်တဲ့ဒီ basic လုံးဝ fundamental step ပဲ scenario ပဲလာဒီ step တွေသုံးလို့ရတယ်ပေါ့ deployment ကြတော့ခုပြောပြမှာပါဟို deployment ဒီ machine learning ကဘယ်လိုနည်းနဲ့တွဲလောက်ကend user ရှိရောက်ဖို့အတွက်
deployment ကအခုဒီ model စပြီးသွားပြီဆိုရင်ဟိုတော့ model ကိုအခုဒီ TensorFlow Lite TensorFlow သုံးမယ်ဆို TensorFlow Lite ဆိုပြီးတော့ခွဲထုတ်လို့ရတယ်အဓိကအဲ့လို model တွေကိုဒီ weight တွေပဲတည်တံ့ဆက်ထုတ်လို့ရတဲ့အပိုင်းတွေရှိတယ်အဲ့တော့ထွက်လာတဲ့ဟာကိုမှပူတော့မှဒီ web ဆိုလဲ web ပေါ့ Android ဆိုလဲ Android ဒီ app ထဲမှာသွားပြီး integrate လုပ်ရမှာဒါမှမဟုတ်ဘဲနဲ့အဲ့လိုမလုပ်ချင်ဘူးဆိုရင်လည်းအကယ်ဒါ SDK ပုံစံနဲ့သွားတာပေါ့လေအကယ် SDK ပုံစံနဲ့မသွားချင်ဘူးဒါမှမဟုတ် API နဲ့သွားချင်တယ်ဆိုရင်လည်းဒီ model ကို API deployment လုပ်တဲ့ပုံစံမျိုးနဲ့လုပ်ပေါ့လေအဓိက result ကို API ပုံစံနဲ့ API အဓိကဒီ JSON file တွေနဲ့ပြန်ပြပြလာတဲ့ဒီဟာကိုမှအခုကဒီAndroid app တို့တခြား app တွေနဲ့ပြန်ပြီး integrate လုပ်ပေါ့လေအဲ့ step ကကြတော့အခု model ကို train ပြီးသွားပြီဆိုရင်ဒီ model ကို export လုပ်တဲ့ပုံစံกว่าအဲ့ပေါ်မူတည်ပြီးတော့အခုဒီဘက်က deployment ဘက်ကပြန်ပြောင်းအောင်ပါပေါ့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ခုနအရှိတုန်းကလည်းပြောနေဒီ train တဲ့ data တွေ data တောင်းတွေပြောနေအဲ့တော့တခြားဒီအသေးစိတ်ကိုစမ်းသွားခင်မှာဒီ machine learning မှာအရေးကြီးဆုံး data 3မျိုးရှိရင်အဲ့ဒါဗာလဲဆိုတော့ training data ရဲ့ validation data ရဲ့ testing data ရဲ့ training data ကျတော့ရှင်းတယ် training data အကုန်လုံးလည်းရင်းနှီးပြီးသား training data ရှင်းတယ်ဘာလို့လဲဆိုတော့ဒီကဒီ model ကိုပေးလိုက်ရှင်တယ် model fit လုပ်ရှင်တယ်တကယ်ပြောမယ်ခုနကပြောနေ fit လုပ်တယ်လို့ပြောနေ model land လုပ်တယ်လို့ပြောနေနောက်တစ်မျိုးပြီးခေါ်လို့ရတယ် model fit လုပ်ရှင်တဲ့ဒီက model fit လုပ်စေခြင်းတဲ့ data sample data တွေကို training data လို့ခေါ်ရဲအဲ့တော့အဓိက training data ကိုသုံးပြီးတော့ model က land လုပ်မယ်ဒါက training dataအဲ့မဲ့နောက်တစ်ခုရှိတာက training data တစ်ခုတည်းက machine learning မှာ training data တစ်ခုတည်းအရေးကြီးတာမဟုတ် validation data နဲ့ testing data လည်းအရေးကြီးတယ်အဲ့တော့ validation နဲ့ testing ကဘာကွာလဲဆိုတော့ validation ကတော့အလွယ်ပြောရမယ်ဆိုရင် validation ကဒီရှိပြီးသား training data နဲ့အဓိကရှိပြီးသား original data set ထဲကနေပြီးတော့သူကပြန်ပြီးတော့ခွဲထုတ်လိုက်တာဥပမာအပေါ် diagram ကြည့်မယ်ဆိုရင် original data set တစ်ခုရှိရဲ့အဲ့ data set ထဲမှာသူက training နဲ့ validation ကိုခွဲလိုက်တယ်အဓိကဘာလဲဆိုတော့ပြောချင်တာက evaluation ကဒါ evaluation step နဲ့ဆင်တဲ့ validation evaluation step ကိုပြောတာအဓိက validation ကကျတော့ဒီ training data နဲ့ခက်ဆင်ဖြစ်နေတဲ့ဒီ data တွေတင်ပြောမယ်ဆိုရင်အဲ့ training data နဲ့တိတ်မသိမ်းမင်းဖြစ်နေတဲ့ sample တွေကို model ကိုပေးပြီးတော့ဒီ predict လုပ်ခိုင်းလိုက်တာ evaluate လုပ်ခိုင်းလိုက်တဲ့အခါတိုင်းသုံးလို့ရတဲ့ဒီ data set validation data set ပြောချင်တာက original data set ထဲကနေပဲပြန်ပြီးခွဲတာtesting data ကျတော့ဒီ validation နဲ့ကွာ testing data လုံးဝကို data model ကြီးရတစ်ခါမှ data set ထဲမှာလုံးဝမပါထားတဲ့ unseen လုံးဝ unseen data ကြီးunseen data ကြီးပေါ့အဲ့ဒါကို testing data set လို့ခေါ်ရဲအဲ့တော့ testing data နဲ့ testing data ဘာလို့လုပ်ရလဲဆိုတော့အဓိကခုနက model ကို train လုပ်နေရင် model step က model training လုပ်နေတဲ့ step ထဲမှာသူကအကုန်လုံး model train လုပ်ပြီးသွားပြီဆိုရင်နောက်ဆုံးဒီ real world scenario နဲ့ဆန်းချင်တယ်ဆိုရင်ကိုက testing data ကိုပေးပြီးတော့ model ကိုဆန်းလိုက်ပေါ့အဓိက model တစ်ခုလုံး train လုပ်ပြီးပြီဆို test နဲ့ဆန်းလိုက်အဲ့တော့ carry test accuracy ကကောင်းနေဆိုရင်သူကဒီ model ကြီးကကောင်းတယ်လို့ပြောလို့ရတယ်ပေါ့လေအဲ့လိုပဲ testing ဒီအဲ့ကြောင့်မို့ training ရဲ့ testing ရဲ့ validation ရဲ့ကဒီ machine learning data set ထဲမှာအရေးကြီးတဲ့ data set ထဲမှာပါတယ်ပေါ့ဒီကဒီတချို့ဘယ်လိုနေရာမှာသုံးလဲဆိုတော့ဒီခုနက training ကတော့ရှင်းတယ် validation ကကျတော့ဒီကိုလုပ်ချင်တဲ့ကို train လိုက်တဲ့ model ကြီးကဘယ်လောက်ထိမှန်ကန် evaluate လုပ်နိုင်လဲဆိုတဲ့ဟာကို test လုပ်တာအဲ့တော့ဒါပေမဲ့အဓိကသူ့ model တစ်ခုတည်းကိုသူ့ internal ပဲ test လုပ်တာ testing data ရဲ့ဒီ accuracy result ကကျတော့မတူဘူးတစ်ခါလေကြာရင်ကိုက computation တွေပါရှိရပေါ့လေဥပမာထားပါဦးcalculate ပါလို့မလဲ computation တွေရှိရcomputation တွေပါရှိတဲ့ခါကျရင်ကိုကဘာလုပ်ရလဲဆိုတော့ကိုယ့်ရဲ့ data ကြီးကဘယ်လောက်ပဲ train ဘယ်လောက်ပဲ validation accuracy ကဘယ်လောက်ပဲကောင်းနေ testing accuracy မကောင်းဆိုရင် तू ကအဲ့တခြား testing accuracy ကောင်းတဲ့ model တစ်ခုကို compete လုပ်လို့မရဘူးသွားပြီးတော့ရှင်းပြိုင်လို့မရဘူးအဓိကနောက်ဆုံးသူတို့ရဲ့အသက်ကဒီ testing accuracy ကအသက်ပဲ testing accuracy မကောင်းဆိုရင် तू ကဘာမှဒီ model ကကောင်းတယ်လို့ပြောလို့မရအောင်သူက validation ပဲကောင်းနေ training ပဲကောင်းနေ test ကိုကောင်းလုပ်နိုင်ဆိုရင်ဒါ model တစ်ခုကကောင်းတယ်လို့ပြောလို့မရအောင်အဲ့တော့နောက်တစ်ခုအနေနဲ့ကအစောတော့လည်းပြောခဲ့ပေါ့လေဒီ train test split ပေါ့ခုနကဒီမှာဆိုရင်ဒီ image မှာကြည့်မယ်ဆိုရင် तू က train ရဲ့ validation နဲ့ test ရဲ့မြင်တာကိုကြည့်မယ်ဆိုတော့ train ရဲ့ validation original data set ကိုပဲ base လုပ်ပြီးခွဲတာtesting ကကျတော့လုံးဝ unknown လုံးဝ unseen တခြားအပြင်က data set အဲ့တော့ train test split ဘာလို့လုပ်ရလဲဆိုတော့စောတော့ပြောသလို model တစ်ခုကို fit လုပ်မယ်ဆိုရင် model ကို fit လုပ်တော့မယ်ဆိုရင်အဓိကဒီ model ရဲ့ performance ကို evaluate လုပ်ဖို့အတွက်ဆိုရင်ဒီ validation data နဲ့ testing data ကိုမှလိုအပ်တယ်အဲ့တော့ကိုကအရင်ဆုံးဒီအပိုင်းနှစ်ခုလောက်ရမယ်ပေါ့လေအဓိကဒီ train test split လောက်ရရချက်ကနှစ်ခုရှိတယ်နောက်တစ်ခုကျတော့ဒီခုနလိုပဲ model ရဲ့ဒီ accuracy evaluation လုပ်ချင်တယ်ဒုတိယတစ်ခုကကျတော့ဗာလဲဆိုတော့ဒီ model ကအဓိကကဒီ
model ကကိုယ့်ရဲ့ဒီ original ရှိပြီးတဲ့ data set ကိုဘယ်လောက်ထိမှန်မှန်ကန်ကန် fit မှန်မှန်ကန်ကန်လမ်းလုံးနိုင်တယ်ဒါမှမဟုတ်ဘူးဆိုရင်အပြင် data ကိုဘယ်လောက်ထိမှန်မှန်ကန်ကန်လမ်းလုံးနိုင်လဲဆိုတော့ဟောက်ကြည့်ချင်တာဒီပုံရဆိုလဲလို့ပဲရှင်းတယ် train နဲ့ validate ရှိရဲအဲ task ကကြတော့ဒီအပြင် data set အဲ့တော့ဒါပေမဲ့တစ်ခါလေကြာရင်ကိုကနောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့တစ်ခါလေကြာရင်တချို့ကကြတော့ဒီ training testing ပဲခွဲတချို့ကကြတော့ train validation test လို့ခွဲဒါကတော့ကိုသုံးချင်တယ်ကိုရဲ့ဒီ scenario ပေါ်မူတည်ရဲကိုရဲ့ fact ပေါ်မူတည်ရဲပေါ့အဓိကထားပါတော့ကိုယ့်ရဲ့ model ကြီးကကိုယ့်ရဲ့ model ပေါ့လေကိုဆောက်လိုက်တဲ့ model က parameter တွေအများကြီးမပါဘူး hyper parameter တွေအကြီးအများကြီးရှော့တွေမပါဘူးဟိုအဲ့လိုမပါဘူးဆိုရင်ကိုကဒီ validation data set ကိုအနေနဲ့တိတ်ပြီးမသုံးချင်တဲ့ပြဿနာမရှိဘူး train နဲ့ test data ထက်ရတယ်ဆိုတော့ရပြီပေါ့လေဘာလို့လဲဆိုတော့ model ကအကယ်၍တစ်ခုဖြစ်သွားတယ်ဆိုတော့တစ်ခုဆိုတာကထားပါတော့ accuracy test တဲ့ accuracy မကောင်းဘူးဆိုရင်တော့ model က complex မဖြစ်ဘူး complex မဖြစ်တော့သွားပြီးတော့ကျုံးလိုက်လို့ရတယ်ဒီတိုင်းသွားပြီးတော့ကျုံးလိုက်လို့ရတယ်ဒီမှာ test accuracy မကောင်းပါလားဆိုတော့ပြန်ကျုံးလိုက်လို့ရတယ်ပေါ့လေတိတ်အရေးမကြီးဘူးဒါပေမဲ့ model ရထားပါတော့ကို model အရင် complex ဖြစ်နေရင် parameter တွေကလည်းအများကြီးပဲအဲ့လိုအများကြီးဖြစ်တဲ့ခါကျရင်ကိုက validation data set လို့သွားပြီဘာလို့လဲဆိုတော့ကိုကဒီလောက် parameter တွေအများကြီးကိုကလုံးဝနောက်ဆုံးဒီ final ဒီ testing ဆိုတာဆောင်းတော့ပြောကို testing က model လုံးဝ complete ဖြစ်သွားတော့မှသူ test လုပ်တဲ့အပိုင်းအဲ့တော့ဒီဟာကြီးအကုန်လုံးဒီ model ကြီးအကုန်လုံးအစဆုံး train ပြီး complete ဖြစ်သွားပြီးမှသွားပြီး test လိုက်တဲ့အခါကျမှသွားပြီးတော့အော်ဒါကြီးက testing accuracy မကောင်းပါလားဆိုတော့တွေ့ရတဲ့အခါကျရင်ကိုကပြန် model ပြန်ကြည့်တဲ့အခါကျ model ကြီးကအရင်ခုနက parameter တွေအရင်များနေအရင် complex ပြင်ကိုကနေပြင်ရခက်တယ်လိုက်ပြီးပြန်ကျုံးရခက်တယ်ပေါ့လေအဲ့တော့ဘာလို့လဲဆိုတော့အဲ့လိုမျိုးခါကျရင်တော့ validation data set ကိုလိုအပ်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့ validation data set ကိုတတ်မခွဲတော့ဘဲနဲ့သူ့အတွက်ကိုဒီနောက်ထပ်ကောင်းတဲ့ဒီ algorithm တစ်ခု method တစ်ခုရှိရပေါ့အဲ့ဒါကကျတော့ဒီ cross validation ပေါ့ cross validation ကကျတော့ခုနလိုဒီကိုအနေနဲ့အဲ့လို validate data ကိုဘယ်လောက်ခွဲမယ်training data ကိုဘယ်လောက်ခွဲမယ်ဆိုတဲ့ဟာမျိုးကိုသွားပြီးတော့ကိုအနေနဲ့ကိုယ်တိုင် assign လုပ်စရာမလိုဘူးအဓိကကိုဘယ်လောက်ထိဘယ်နှစ်ပိုင်းခွဲချင်လဲဆိုတာကိုမူတည်ပြီးတော့ဒီကားတွေsetတွေခွဲပေးသွားတာပေါ့လေအဲ့ဒါဒီမှာပြောပြမယ်အဲ့ cross K4 validation အဓိက cross validation ပေါ့ cross validation ကခုနပြောခဲ့တယ်လို့ပဲအဓိကဒီဒီအဓိက model validate လုပ်ချင်တာပဲအဓိက machine learning model ကိုဒီအဓိက evaluate လုပ်ချင်တယ်validate လုပ်ချင်တယ်အဲ့တော့ခုနလိုဒီ train test split တခုရှိရနော်ခုန train test split မှာဆိုရင်ခုတို့ဒီတချို့မြင်ဘူးလိမ့်မယ်ဟိုနေ့ကပြောတယ်မှာပါလာတော့မသိဒီ training testing validation ကိုတချို့ကဘယ်လိုခွဲလဲဆိုတော့အမှ data set 100ရှိရဆိုရင် data set 100ရှိရဆိုရင်တချို့ကတော့ဒီ80% ကို training အနေနဲ့ထားတယ်တချို့က 20% ကို testing အနေနဲ့ထားတယ်ဒါမှမဟုတ် 20% ကို validation အနေနဲ့ထားတာမျိုးရှိတယ်တချို့ကတော့ 70-30 ခွဲတယ်ဒါပေမဲ့ဒီဟာအတွက်ကို back ဆိုတဲ့အကောင်းဆုံးလို့ပြောလို့ရတယ်ဒီခွဲနေရတော့အဲ့လို 80-20 ဒါမှမဟုတ်ရင် 70-30အဲ့ဒါကတော့ဒီကောင်းတယ်ပေါ့လေအကယ်ကိုက train test split ကိုသုံးမယ်ခုနလို K4 နောက်ပိုင်းခုနပြောမယ် cross validation မသုံးချင်ဆိုကိုအဲ့လိုပုံစံမျိုးခွဲလို့ရတယ်okay အဲ့လိုမခွဲချင်ဘူး train test split တက်မသုံးချင်ဘူးဒီ K4 တန်းသုံးမယ်ဆိုလည်းပြဿနာမရှိဘူး K4 တန်းသုံးရင်ကိုဘာမှတိတ်လို့စီရမလို့ကိုကဘယ်နဲ့ချိန်မှခါပါ K4 ဆိုတဲ့အတိုင်းပဲ तू ကဘယ်နဲ့စုဘယ်နဲ့ချိန်ဘယ်နှခုစီခွဲမှာလဲပေါ့လေဘယ်နှခုစီခွဲမှာလဲဆိုတော့မှထားပါ data set ကအမှ100ရှိရယ် data set အရေးတက်ကမှထားပါ100ရှိရယ်ဆိုရင်ကိုကအကယ်၍ K ရတန်ဖိုးက3ခုထားချင်တယ်ဆိုရင် data set တရားကို3ပိုင်းပိုင်းမယ်3ပိုင်းပိုင်းပြီးတော့အဲ့တပိုင်းချင်းစီကို तू ကခုနလိုပဲလိုက်ပြီးတော့ fit လုပ်ကြည့်မယ်ပေါ့ fit လုပ်ကြည့်ပြီးတော့ तू က validate လုပ်ကြည့်မယ်တော့အဲ့လိုပုံစံမျိုးသွားတာကိုအနေနဲ့ခုနလိုပဲကိုဘယ်လောက် percent ဆိုတာဟာတန်းပြီးခွဲစရာမလိုဘူးပေါ့လေအဲ့တော့အဓိကခုနလိုဒီ train test split မှာတချို့ရှိနေတဲ့ပြဿနာတွေကိုအဓိကဒီ K4 ကနေပြီးတော့ address လုပ်ပေးနိုင်တယ် K4 ကနေပြီးတော့ဖြေရှင်းပေးနိုင်တယ်အဲ့တော့ K4 ရဲ့ဒီမှာ general procedure ဒီဘက်ကိုကြည့်လိုက်မယ်ဆိုရင်K4 ဆိုတာကအကယ်၍ထားပါတော့ဒီမှာဒီပုံများဆိုရင်သူက K-demo 3ပေးထားတယ်။ပြီးတော့ဒီ data set က12ခု data set ရှိရဆိုရင် K-demo 3ဆိုတော့သူက data set ကိုအဓိက3ပိုင်း3စုခွဲလိုက်တယ်ပေါ့လေ။3စုဆိုတော့တစ်စုစီမှာသူကအဲဒီ sample 4ခုလေးခုပါမယ်ပေါ့လေ။အဲ့တော့ဒီမှာကြည့်မယ်ဆိုရင် training data အနီအောင်နဲ့ testing data ကအပြာရောင်နဲ့အဲ့တော့သူgroup 3ခုခွဲလိုက်တယ် K3 ဆိုတော့ K group 3ခုခွဲလိုက်တဲ့အခါမှာသူ့ရဲ့ဒီ training data ရဲ့ပုံစံကသူစစ်တဲ့ပုံစံကမှာ1 2 3တစ်စုစစ်တယ်နောက်တစ်ခုစစ်တယ်ဒီအဓိကတော့ shuffle လို့ randomly စစ်တာပဲသူစတိုက်ဟိုလိုသိရမလားဒီဟာတွေကဟိုအစင်လိုက်ကြီးစစ်တာမဟုတ်သူ့ရဲ့ general procedure အရပထမဆုံး data set ကိုဒီ randomly shuffle လုပ်လိုက်တယ်တဲ့ shuffle လုပ်ပြီး data step မှာကကျတော့ခုနလို K-demo ကအကယ်၍ဒါကိုက3ပေးထားမယ်ဆိုရင်ကိုကဒီကိုမှရှိ data set ကို3ပိုင်းညီညာပိုင်းလိုက်တယ်အဲ့လိုမဟုတ်ဘူးကိုက K-demo ကို2ပေးထားမယ်ဆိုရင်ကိုမှရှိ data set ကို2ပိုင်းခွဲလိုက်တယ်ခွဲပြီးတော့အဲ့လိုခွဲလိုက်ပြီးဆိုရင်ကိုခွဲလိုက်တဲ့အစုရဲ့ data set ကို data ကိုဆက်ထုတ်လိုက်တယ်ဆက်ထုတ်လိုက်ပြီးတော့ကိုကဘာလုပ်လဲဆိုတော့ခုနလိုတပိုင်းချင်းစီကိုလိုက်ပြီး model fit လိုက်လို့ပြီးရ model fit ဆို model လိုက် train ပြီးရ train တယ်တစုယူတယ် train တယ်နောက်တစ်စုထပ်ယူတယ် train တယ်နောက်တစ်စုထပ်ယူတယ် train တယ်
အဲ့လိုပုံစံမျိုး train ပေးရနောက်ဆုံး train ပေးရပထမတစ်ခါ train ပေးရဆိုရင်လည်းသူ့မှာ score တစ်ခုရလာမယ် score မှတ်ထားမယ်ဒီတစ်ခါ train နေဆို score တစ်ခုရလာမယ်နောက် score မှတ်ထားမယ်နောက်တစ်ခါကျရင်လည်း score တစ်ခုရလာမယ်နောက် score မှတ်ထားမယ်နောက်ဆုံးမှာသူက score တွေအကုန်လုံး summarize လုပ်ပြီးတော့ဒီ model ရဲ့နောက်ဆုံးဒီ evaluation score ကိုထုတ်ပေးရပေါ့အဲ့လိုပုံစံမျိုးလုပ်တာအဲ့လိုမဟုတ်ဘူးခုနလိုဒီ train test ဖြစ်သုံးမယ်ဆိုလည်းရတယ်ပြဿနာမရှိဘူးဒါပေမဲ့ခုန train test တွေကတစ်ခုရှိတာကျတော့ကိုယ့်အကိုလိုက်ပြီးတော့အဲ့လိုဒီ shuffle လိုက်လုပ်ပေးရမယ် shuffle ဆိုတော့မဲ့လေသူကတစ်ခါရဲ့ဒီ function တော့ရှိပါတယ် shuffle လုပ်ပေးရမယ် function တော့ရှိရဒါပေမဲ့ခုနလိုတချို့ဒီ scenario တွေအတွက်ပေါ့ခုနလိုအရန် complex ဖြစ်နေတဲ့ဒီဟိုဟာတွေအတွက်ဆိုရင်ဒီ validation ကကျတော့validation ကလိုအပ်တယ်ပေါ့မလိုအပ်တယ်မြဲခုနလိုကိုယ့်အကို manual လိုက်ပြီးမလုပ်ချင်လဲဒီလို K4 validation cross validation ကိုလုပ်လိုက်တယ်ဆိုရင်လည်းသူပို့ပြီးတော့ကောင်းတယ်ပေါ့ဒါပေမဲ့နောက်ပိုင်းဒီ K4 ကအရင်ကဒီ popular ဖြစ်လာတဲ့ method ထဲမှာပါတယ်တခြားဒီ train definition နဲ့ဆိုရင်အဲ့တော့ဒီဟာကိုသုံးချင်လဲရတယ်ကိုက machine learning ပဲဖြစ်ဖြစ် CNN ပဲဖြစ်ဖြစ်သုံးမယ်ဆိုဒီဟာကိုသုံးလဲရတယ်နောက်တစ်ခုကတော့ဗာပြောချင်တယ်ဆိုနောက်တစ်ခုကကျတော့ဒီ generalization ပေါ့လေအဓိက generalization ဆိုတာကဒီဘယ်လိုပြောချင်တာလဲဆိုတော့ဒီ machine learning ကအဓိကဒီ machine learning model တစ်ခုကနေပြီးတော့ဒီ data တစ်ခုကိုplan လုပ်တယ်ဆိုရင်သူကဒီ data နဲ့ပတ်သက်ပြီးတော့အဓိကဒီနားလည်မှုကောင်းကောင်းရှိရမယ်ပေါ့နားလည်မှုကောင်းကောင်းရှိရဆိုတာရှင်းတယ်ပေါ့အရင်တော့ပြောခဲ့ပြီးသား term ဆိုတော့ generalization ဆိုတော့ term တစ်ခုပို့သွားတာပဲရှိရအဓိကဒီ data ကိုကောင်းကောင်းနားလည်ရမယ်ကောင်းကောင်းနားလည်ပြီးတော့နောက်ထပ် future မှာဘာ data ပဲလာသူကဒီဟာကိုမှန်ကန်ပြောနိုင်ရမယ်အဓိက data ပေါ်ဒီ data ပေါ်မှာ generalization ကောင်းကောင်းရှိရမယ်ဒါပေမဲ့တစ်ခုရှိတာကျတော့ဘာလဲဆိုတော့ data generalization step ဆိုတာကလွယ်တဲ့ step တော့မဟုတ်ဘူးတန်းပြီးရောက်ပြီးတော့လို့ချက်ချင်းလုပ်လို့ရတဲ့ step မဟုတ်ဘူးသူ့မှာတခြားလို့ issue အဓိက problem တွေရှိရပေါ့လေဒီလို big course တွေရှိရအဓိကဘာလဲဆိုတော့ဒီပုံမှာပြထားတဲ့အတိုင်းပဲဒါ underfit ရှိရနောက်ပြီးတော့အဓိက underfit ကလို့အဓိကဒီ layer ဟာတကယ်တနည်းပြောမယ်ဆိုတော့ good fit ပေါ့လေနောက်တစ်ခု overfit အဓိကဟိုပုံရကြည့်မယ်ဆိုရင် underfit ကရှင်းတယ်ဒီမှာကိုယ်မှာရှိရတဲ့ဟာထက်ကိုတော့ပို့ပြီးတော့ဒီအဓိကsize ကအရင်ကြီးနေရပါဘောလေ size ကအရင်ကြီးနေရတော့ over underfit ဖြစ်နေရနောက်တစ်ခုကျတော့ဒီမှာဆိုရင်ဒီအလဲဟာကျတော့လုံးဝဒီ great fit ပဲကိုယ်နဲ့ size ကကွက်တည်ပဲဒီမှာနောက်ဆုံးတစ်ခုကျတော့ overfit ပေါ့လုံးဝကြက်ထုတ်နေအောင်ဒီမှာလားအရင်ဒီ fit ဖြစ်နေတဲ့ဟာမျိုးအဓိက terms ကအဲ့လိုမျိုးရှိတယ်ဒါပေမဲ့ဒီ machine learning terms ကပြန်ပြီးချိတ်ဆက်မယ်ဆိုရင်ဒီပထမဆုံးအနေနဲ့ဒီ underfit ပေါ့sorry ပထမဆုံးအနေနဲ့ overfit ပေါ့လေ overfit ကကျတော့အဓိကဘာလဲဆိုတော့ model ကို data ပေးလိုက်တယ်အဲ့ပေးလိုက်တဲ့ data ပေါ် model အရန်ကိုကောင်းကောင်းကြီး train နေရကောင်းကောင်းကြီး learn လုပ်နေရပေါ့လေအဓိက training data ကြီးပေါ်မှာပဲ model အရန် focus လုပ်ပြီးတော့အရန် emphasize လုပ်ပြီးတော့ training data ကိုပဲအတကုံ learn လုပ်နေရပြောချင်တာက training data ကြီးကိုအတကုံ learn လုပ်နေကြာလာတဲ့ခါကျဘာဖြစ်လာလဲဆိုတော့ training data မှာခါကျရင် noise တွေပါတယ်ခါကျရင်ဒီအရန် detail ဖြစ်တဲ့ information တွေပါတယ်ဥပမာဆိုရင် face data ကိုပေးလိုက်တယ်ဆိုရင်တော့ face ကြီးတဲ့ crop တာဟုတ်ချင်မှာဟုတ်မယ်အဲ့တော့နောက်က background မှာရှိတဲ့ data တွေမှာဘူးရဲ့နောက်မှာကြည့်မယ်ဆိုတော့ဒီ web ခုံ sorry ဒီစာအုပ်စင်က color တွေ frame တွေအဲ့ဒါကြီးပေါ်လာလိမ့်မယ်အဲ့ဒါကြီးပါ तू ကအရင်ကြီး learn လုပ်လိုက်လုပ်လိမ့်မယ်ပေါ့လေအဲ့တော့ဘာဖြစ်လာလဲဆိုတော့များအရင်ဒီမှာ model fit လုပ်နေတဲ့ခါကျတော့ကြာလာတဲ့ခါကျတော့ဒီ performance ကို negative impact တော့ဖြစ်မယ် performance ကိုကျစေမယ်ပေါ့လေအဲ့တော့တစ်ခါလေကြာရင်အဲ့လိုအခြေအနေမျိုးကတော့ဒီ overfit လို့ခေါ်ရဲပေါ့အဲ့လိုအခြေအနေဖြစ်လာတဲ့ဟာ overfit လို့ခေါ်ရဲအဲ့တော့ overfit ကခုနက train data မှာကျတော့ကောင်းကောင်းကြီးသူကသိတယ်ဘာပဲလာဒီမလားဒီ full train ထားတဲ့ပုံစံပေါ့ဒီဘာပဲလာဒီ training data အတိအကျဘာပဲလာသူအကုန်သိတယ်မဟုတ်အကုန် accuracy ကအလုံးဝ99 98ဖြစ်နေဒါပေမဲ့အပြင်ကအသစ်လာတဲ့ခါမှာသူမသိနိုင် generalize လို့ခေါ်အရင် memorize လို့သူသားဖြစ်နေအောင် generalize လုပ်တယ် generalize လို့ခေါ် memorize လို့ဖြစ်နေတော့အတိအကျရေးပဲအဲ့လိုပုံစံမျိုးကြီးဖြစ်နေတာအဲ့တော့အဲ့လိုခါမျိုးကြရင် model ကကောင်းတယ်လို့ပြောလို့မရဘူးပေါ့လေဒါပေမဲ့ဒီဘက်ပုံရကြည့်မယ်ဆိုရင်ဒါ overfitting ကကျတော့သူက low bias high variance အဓိက predict လုပ်တဲ့ value နဲ့ဒီ accurate value နဲ့ကြားရဟာနဲ့အရန်ကွာဟာမှုရှိနေတယ်ပြီးတော့ဒီ data set တစ်ခုနဲ့ဒါပေမဲ့data set တစ်ခုနဲ့တစ်ခုကြားရဒီပြောင်းလဲမှုတွေအဓိကဒီ performance အရာပြောင်းလဲမှုတွေကတော့ကျတော့သူကများတယ်ဒါပေမဲ့အဓိကဒါကမျိုးကလို့ရှင်းလို့မရဘူးလားမဟုတ်ဘူးဆိုတော့လည်းရှင်းလို့ရတယ်အဓိကရှင်းလို့ရတယ်ဆိုတာသူ့မှာဒီ overfitting ဖြစ်ရင်ဒါမှမဟုတ်လည်း underfitting ဖြစ်ရင်သူက address လုပ်လို့ရတဲ့အဲ့လိုပုံစံတွေရှိတယ်အဲ့တော့ဒီကအနောက်မှာတော့နည်းနည်းဆက်ပြောပြပါမယ်ပေါ့လေအဓိကဒီ overfitting ကိုဘယ်လိုဒီ limit လုပ်ချင်တယ်ဆိုရင်တချို့ဒီ techniques ရှိရဲအဓိကကဘာလဲဆိုတော့ဒီ resembling ဆိုတာကအစောကဒီဒီ cross validation တွေအဓိကဒီ validation ကောင်းကောင်းလုပ်တဲ့ဟာမျိုးတွေအဲ့ဒါမျိုးတွေလုပ်လို့ရတယ်ပေါ့လေဒီဒါ overfitting အတွက်ပေါ့ပြီးတော့တချို့ဒီ overfitting ဖြစ်တယ် overfitting ခုနကပြော overfitting အရန် detail လမ်းလုပ်နေလို့သူကတချို့မလိုလားအပ်တဲ့ဒီ noise တွေပါလာတာပေါ့လေ
အဲ့တော့အဲ့လို details ဖြစ်တဲ့ဒီ information တွေကိုဖယ်ထုတ်တာတို့ဒါမှမဟုတ်လေ step တွေကို short ချတာတို့အဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့လေ training step တွေကို short ချတာတို့အဲ့လိုမျိုးလုပ်လို့ရတယ်ဒါ overfitting ပေါ့နောက်တစ်ခုကြားလိမ့်မယ်ပေါ့နောက်ပိုင်းကျရင် underfitting ပေါ့ underfitting ကကျတော့ဒီမလားဟိုပွားနေဆိုတော့ဒီကိုနဲ့ fit ဖြစ်ဖို့နေနေတာတာဒီမလားအရင်ကြီးပွားတလုံးထက်နေဆိုတော့ဒီပဲကျတော့သူ model က channelize လုပ်ဖို့နေတာတာသူရှိတဲ့ model training model တော့မတော့ကောင်း training data တော့မတော့ကောင်းမသိဘူးပေါ့လေအဲ့လိုပုံစံမျိုးဖြစ်နေတာသူကကျတော့အဲ့တော့ပြောချင်တာကနောက်လို့နောက်ထပ်ဝင်လာတဲ့ data နဲ့ထပ်ဆိုလဲမသိဘူးဟိုရှေ့တော့ရှိနေတဲ့ data ကိုသိလားဆိုတော့လဲမသိဘူးလုံးဝ performance ကလည်းလုံးဝမကောင်းအဲ့လိုခါမျိုးကြိုင်တာ underfit လို့ခေါ်ရပါအဲ့တော့ underfit လို့ခေါ်ရင်ကျတော့ဘယ်လိုလုပ်လို့ရလဲဆိုတော့နောက်ပိုင်းကျတော့ sorry auto duplicate ဖြစ်နေအဓိကဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီတချို့ဒီ machine learning algorithms တွေကလုံးဝတကယ်မကောင်းတဲ့ algorithm တွေရှိရဲတကယ်မကောင်းဆိုတာကိုယ့်ရဲ့ scenario နဲ့မကိုက်တာပေါ့အဲ့လိုမျိုး story underfit ဖြစ်နေတာတွေ့ရဆိုရင်ကိုကအဲ့ကို algorithm တွေ alternative algorithm တစ်ခုပြောင်းလိုက်ပေါ့လေတခြား algorithm တစ်ခုပြောင်းပြီးပြန်စမ်းကြည့်အဲ့မျိုးလုပ်လို့ရတယ်နောက်တစ်ခုကျတော့ overfit underfit okay ဒါတော့ဖြစ်နိုင်တဲ့ case because နှစ်ခုအဲ့လိုနှစ်ခုမရှိတော့ဘူးဆိုရင် data တစ်ခုကကိုယ့်ရဲ့ model ကgood fit ပေါ့လေ good fit ဆိုတာဘယ်လောက်ထိ good လဲဆိုတော့မသိဘူးဒါပေမဲ့ good fit ပေါ့အဲ့တော့ဒီ good fit ကကျတော့ဒီကဒီ sweet spot ပေါ့ဒီ underfitting နဲ့ overfitting ကြားရ sweet spot တနေရာပေါ့လေဒီကဒီ sweet spot ဆိုတာကတော့အဓိကဒီလိုဒီအဲ့ဒါမပြောခင်မှာခဏနော်အဲ့ဒါမပြောခင်မှာအဓိကဒီ good fit ဆိုတဲ့ဟာကဟိုအရှင်းဆုံးပြောရမယ်ဆို good fit ကကျတော့ခုနလိုဒီ model ရဲ့ performance ကကောင်းနေရပေါ့ model ရဲ့ performance ကကောင်းနေရအဲ့တော့ကောင်းနေဟာကိုရဘယ်လိုလိုက်ပြီး tracking လုပ်ကြမလဲကိုတကယ်တမ်း train တဲ့ခါတိုင်းဘယ်လိုလုပ်လို့ရလဲဆိုတော့ခုနောက်ပိုင်းကျရင်အဲ့လို model train တဲ့ခါတိုင်းတွေ့လာတယ် model train တဲ့ခါတိုင်းကိုယ့်ရဲ့ model ဟိုလိုက်ပြီးတော့ monitoring လုပ်နေလို့ရတယ်ဟို plot တွေလိုက်လို့ပြီးတော့ dashboard တွေနဲ့like monitor လုပ်နေလို့ရတယ်အမ training step တစ်ခုမှာကိုယ့်ရဲ့ဒီ accuracy ကဘယ်လောက်တက်သွားလဲ loss ကဘယ်လောက်ကျသွားလဲနောက် training step တစ်ခုမှာ accuracy ကဘယ်လိုကျသွားလဲ loss ကဘယ်လိုတက်သွားလဲအဲ့လိုမျိုးတွေအကုန်လုံး like plot လုပ်လို့ရတယ်အဲ့လို plot လုပ်ခြင်းအပြင်ကိုဘယ်လိုလုပ်လို့ရလဲဆိုတော့အဲ့လို plot လုပ်နေတခါလေကျရင်ဒီလိုခါကျရင် accuracy ကတက်နေရဟုတ်လား error rate က error ကကျတော့အဓိက error နည်းလေကောင်းလေးပဲနေဟိုတော်တော်များများသိမှာ error ကနည်းလေကောင်းလေးပဲအဲ့တော့ error rate ကကျနေတဲ့အခါကျနေပြီပေါ့ဒါပေမဲ့တစ်ချိန်ကျတဲ့အခါမှာ error rate ကြီးကကောက်ပြီးတော့ထိုးတက်သွားတယ်ပေါ့ပြန်ပြီးတော့ထိုးတက်သွားတဲ့ခါမျိုးကျရင်အဲ့ချိန်ကျအဲ့မှာ spot တနေရာရှိအဲ့နေရာလေးက sweet spot လို့ခေါ်တယ်အဲ့က error rate ကြီးကခုနကထောင်မတက်သွားခင်နေရာမှာရောက်နေတဲ့ဒီ spot လေးအဲ့တော့ဖြစ်ချင်တာပြောချင်တာကအဲ့နေရာမှာရှိတဲ့ဒီ weight ဒီအဲ့နေရာမှာရှိတဲ့ဒီ data values တွေကကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့တစ်ခါကျရင်တချို့အခြေအနေကျရင်အဲ့လိုကိုကအဲ့လို point လိုမျိုးကိုက monitoring လိုက်လုပ်နေတွေ့နေတဲ့အခါမှာကိုကအဲ့ချိန်မှာရက်ချပလိုက်လို့ရတယ်ကိုရဲ့ model train တဲ့ဟာရက်ချပလိုက်ပြီးအဲ့မှာရှိတဲ့ဒီ weight ဒီအဲ့မှာရှိတဲ့ values တွေကိုကိုကညီနေမှတ်ထားလို့ရတယ်ပေါ့လေအဓိက good fit ဆိုတာကကျတော့ခုနကပြောလို့ဒီ good fit ကကျတော့ဒီလိုကို predict လုပ်ရမယ့်အခြေအနေရှိအမှကိုကခါပါတော့ခွေးဆိုလဲခွေးကြောင်ဆိုလဲကြောင်ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့ model က predict လုပ်လိုက်တဲ့ဟာကအဲ့လောက်ထိအတိအကျမှန်ကြမှာမှန်ပဲဒါပေမဲ့ကိုယ့်ရဲ့ဟာအနည်းဆက်ဆုံးထားပါတော့ 90% 94% လောက်ထိကိုကမှန်နေရဆိုရင်လည်းဒါက good fit လို့ပြောလို့ရတယ်ပေါ့လေဒါပေမဲ့ဒါဟို case on နဲ့ sensitive ဖြစ်တယ်နော်ဟို94 95ဆိုတာ case တိုင်းမဟုတ်ဘူးဟိုခွေးကြောင်ကပြဿနာမရှိဘူး object detection နဲ့ပြဿနာမရှိဘူးဒါပေမဲ့ medical တို့နောက်ပြီးတော့အဲ့လိုအဓိက diagnosis နဲ့ပတ်သက်တဲ့ဟာကျတော့အဲ့လို94 95ဆိုတာဘာမှလုပ်လို့မရသေးဘူးပေါ့အဲ့လိုမျိုးကြရင်တော့ဒါ good fit လို့ပြောချင်မှပြောလို့ရအောင်ပါပေါ့လေအဲ့လိုမျိုးရောရှိတယ်အဲ့တော့ခုနလို overfitting တို့ underfitting တို့ဖြစ်လာတဲ့အခါမျိုးကြရင်ဘယ်လို reduce လုပ်လို့ရလဲဆိုတော့အခုအစောတော့လည်းပြောရ okay overfitting ဖြစ်တယ်ဆိုရင်ဘယ်လိုဒီ training data တွေကို short ချလို့ရတယ်training data increase လုပ်လို့ရတယ်မကောင်းတဲ့ training data ပေါ့ငါပြောသလိုဒီ noise တွေမပါတဲ့ training data တွေကိုတိုးလို့ရတယ်နောက်တစ်ခုကျတော့ဒီmodel ရဲ့ complexity အဓိက model ရဲ့ complexity ကို short ချလို့ရတယ်အဓိက model ကို overfit ဆိုရင်နောက် model ကအရင်လမ်းလုပ်နေရပေါ့လေအရင်လမ်းလုပ်နေတော့ဒီ model တချို့ parameter တွေလိုက်ကျွန်းပြီးတော့ဒီမလားဒီအရင်အသေးစိတ်ကြီးလိုက်ပြီးတော့ details လိုက်ပြီးတော့ land မလုပ်နိုင်အောင်ကိုအနေနဲ့ short ချလို့အဲ့လို complexity short ချလို့ရတယ်နောက်ကျတော့ early stopping ဆိုတာအစောတော့ပြောခဲ့တယ် error rate ကသာထိုးတက်သွားတဲ့အခါကျရင် error rate မတက်ခင်တော့ကာလအချိန်တွေမှာ early stopping ထားလို့ရတယ်အဓိကအဲ့အချိန်မှာရပ်ပလိုက်ပေါ့လေဘာလို့ဆိုတော့နောက်ပိုင်း set train လဲ error rate ကြီးကပြန်တက်နေအောင်မှဆိုရင်ကိုယ်အနေနဲ့စောစောရပ်လိုက်တာကောင်းတယ်ပေါ့အဲ့လိုဟာမျိုးတွေလုပ်လို့ရတယ်အဲ့လို overfitting လုပ်ပြီးခုနက parameter ကျုံးနေပါပြန်လုပ်ပေါ့လေအဲ့မျိုးလုပ်လို့ရတယ် underfitting လည်းလုပ်ပဲအဓိက underfitting ဆိုလည်းဒီ training data တိုးတာမျိုးတွေနောက်ပြီးတော့ဒီ model complexity တိုးတာမျိုးတွေနောက် feature ထပ်တိုးတာမျိုးဘာလို့ဆို overfitting ဆိုတာခုနလုံးဝမမောက်တော့မသိရလေဘာမှမသိဘူးဆိုတော့ဒီမလားဘာမှမသိဘူးဆိုတော့ကြရ data ရင်းများပေးဖို့လိုတယ် feature ရများပေးမယ် noise တွေဖယ်ထုတ်မယ်ပြီး data ရဲ့ဒီ training ဒီ time ရင်း training ဒီ step တွေကိုထပ်တိုးရမယ်ပေါ့လေဘာလို့ဆိုတော့ကိုယ်ကခုနက model တွေက land မလုပ်နိုင်သေးတော့ land ပို့ပြီးလုပ်နိုင်အောင်လုပ်ပေးရမယ်အဲ့မျိုးတွေကဒီ overfitting နဲ့ underfitting ကို reduce လုပ်နိုင်တဲ့ step တွေဒါဟိုနောက်ပိုင်းလုပ်တဲ့ခါကျရင်လည်းတွေ့လာနိုင်မယ်
ပြီးတော့နောက်တစ်ခုကျတော့နောက်တစ်ခုအရေးကြီးတာတစ်ခုရှိရဲဒီ hyperparameter tuning ပေါ့လေ hyperparameter optimization ဆိုတာရှိရဲဒါက machine learning algorithm ပဲလို့ deep learning ပဲလို့အရင်ရေးကြည့်တာမှာပါတယ်ဘာဖြစ်လဲဆိုတော့ကိုတို့ဒီခုနကပြောလို့ပဲ evaluation လုပ်လို့ result မကောင်းဆိုရင်ကိုတို့ hyperparameter tuning လုပ်အောင်မယ်လေအစောတော့ပြောခဲ့step မှာပြောခဲ့ပြီးဆိုတော့အဲ့တော့ hyperparameter ကြောင့်လည်းမသွားခင်မှာဘယ်လို parameter ဆိုတာဘာလဲပေါ့ hyperparameter ဆိုတာဘာလဲတစ်ချက်ကြည့်ကြည့်မယ် parameter ကျတော့အဓိကဒီကိုဒီ model ထဲမှာရှိပြီးသားနောက် algorithm ထဲမှာရှိပြီးသား internal ဒီ variables တွေအဒီက internal values တွေအဲ့ဒါတွေကတခုရှိတာအဲ့လို values တွေကကျတော့ hyperparameter နဲ့မတူဒီဟာကလည်း parameter ဆိုတာလည်းခုနက model ဆောက်တာဖြစ်ဖြစ် model algorithm ဖြစ်ဖြစ်ဒီက prediction လုပ်တာဖြစ်ဖြစ်အဲ့ဒါကြီးမှာဒီ parameter တွေကလည်းလိုအပ်တယ်ဒါပေမဲ့တခုရှိတာလို့ parameter ဆိုတာကကိုသုံးနေတဲ့သူတွေ prediction တွေပေါ့ဒီကကိုယ်လုံးနေ model ဆောက်နေတဲ့သူတွေကဒီ parameter တွေကို manually သွားပြီးထည့်လိုက်လို့မရအောင် manually သွားပြီးထည့်လို့မရဘူးဒါပေမဲ့ तू ကသုံးနေသေးတယ်တော့သူတို့သုံးနေရခုနလိုဒီ data တွေ land လုပ်တဲ့နေရာမှာလည်းသုံးနေ data တွေ estimate လုပ်တဲ့နေရာမှာလည်းသုံးနေရ model အတွက် skill တွေ model ဘယ်လောက်ထိ ability ရှိလဲဆိုတဲ့ skill တွေ define လုပ်တဲ့နေရာမှာလည်း parameter တွေသုံးနေရပေါ့လေအဲ့တော့အဲ့လို parameter တွေရှိတယ်ဒါပေမဲ့ဒါ hyper parameter တွေမဟုတ်သေးဘူးနော်လူတွေကခုနလို set လုပ်လိုက်လို့မရသေးဘူးအဲ့တော့ example နဲ့ပြောမယ်ဆိုရင်ဒီ parameter တွေကခုနလိုဒီ artificial neural network ANN သုံးမယ်ဆိုရင်ကိုဒီ neural network သုံးမယ်ဆိုရင်သူတို့မှာရှိရ weight တွေနောက်ပြီး support factor machine သုံးမယ်ဆိုသူတို့မှာရှိရဒီ factor value တွေနောက်ပြီး logistic regression linear regression သုံးမယ်ဆိုသူတို့မှာရှိ coefficient တွေပေါ့လေကိုယ်လိုက်ကျုံလို့မရတဲ့ဟာတွေအဲ့ဒါမျိုးတွေဆိုရင်ဒီ parameter တွေမှာပါတယ်ပေါ့အဲ့တော့ hyperparameter ဆိုတာ hyperparameter ဆိုတာကကျတော့ခုန parameter နဲ့ခေါ်တာကျတော့ဒီကကျတော့ဒီ model ရဲ့ external ဖြစ်နေတဲ့ဒီအဓိက external configuration တွေပေါ့ပြောရမယ်ဆိုရင်ဒီ data တွေကိုဒီ parameter တွေကိုဒီ prediction တွေကနေပြီးတော့ကို model train လုပ်တဲ့လူတွေကနေပြီးတော့လိုက်ပြီး set လုပ်ရ specify လုပ်လို့ရတယ်အဓိကဥပမာပြောရမယ်ဆိုရင်ဒီပုံရဆိုရင်ဒါက तू ကပြောထားတာက तू ကဒီ ANN တို့ CNN တို့ပြောတာပါ ANN တို့ CNN တို့မှာကိုဒီ convolutional layer တွေရှိတယ်တခြားဒီ optimizer တွေ activation function တွေရှိရပေါ့လေအဲ့ဒါတွေကိုမှကိုအနေနဲ့ hyperparameter တွေဖြစ်တဲ့ learning rate တွေ dropout တွေလိုက်ထည့်တာမျိုးတွေဒါကနောက်ပိုင်းကျရင် CNN လောက်ရင်းနဲ့သိလာလိမ့်မယ်ဒါကကြည့်လို့ရအောင်ပေါ့ဒါ CNN လောက်ရင်အော်ဘယ်ဟာတွေက hyperparameter ဆိုတဲ့ဟာမျိုးလဲဆိုတော့သိလို့ရအောင်လို့အဲ့တော့ပြောချင်တာကနောက်လို့ဒီ neural network train မယ်ဆိုရင် learning rate တွေ learning rate ဆိုတာကဘယ်လောက် step တွေ train မှာလဲတော့နောက်ပြီးတော့ဒီဒါက ANN တို့ CNN တို့ပေါ့လေအဲ့လိုမဟုတ်ဘဲနဲ့တခြားဒီ support factor machine တို့ဒီ K-nearest ဆိုမှလည်း K ဆိုလည်းဒီလိုနောက်လို့ဘယ်နဲ့K ဆိုလည်း tank ဆိုလည်းခုနစုစုပေါင်းဒီ10လုံး10 features အောင်ကြည့်မလားတခြားဒီ support factor machine မှာဆိုလည်းဟိုသုံးကြည့်ပွဲဆိုသိလိမ့်မယ်ပေါ့ C value တွေ sigma value တွေအဲ့ဒါတွေကဒီ hyperparameter တွေပေါ့အဓိကတော့ထုံလာလို့လူတွေကကိုယ်တိုင်လိုက်ပြီးတော့ set လုပ်လို့ရတယ်နောက်ပြီးတော့ specify လုပ်လို့ရတဲ့ဟာမျိုးတွေအဲ့ဒါမျိုးတွေအဓိကဒီ model ရဲ့ evaluation မှာခုနလိုကျုံးလုပ်တဲ့အခါမှာအရေးကြီးဆုံးကကိုကဒီ hyperparameter ကအရေးကြီးတယ်ဟောဆို parameter ဆက်ခုနပြောလို့ parameter ဆက်ကိုယ်လိုက် set လုပ်လို့မရတော့ကိုယ်လုပ်လို့ရတဲ့ hyperparameter တွေပဲကိုယ်လိုက်ပြီးတော့ကျုံးလုပ်ကြမယ်ပေါ့အဲ့တော့ hyperparameter ကျုံးနေကြတော့အဲ့လို hyperparameter ကျုံးနေရကြတော့သူကအဓိကဒီ model ရဲ့ performance ကိုပို့ပြီးတော့ကောင်းစေချင်တယ်အဓိကဒီ evaluation လုပ်တဲ့အခါမှာပို့ပြီးတော့ဒီမှန်မှန်ကန်ကန်ဖြစ်စေချင်တယ်တခုရှိတာကတစ်ခါလေကြာရင် hyperparameter tuning ကတော်တော်များရှိရပေါ့လေ hyperparameter tuning လုပ်တော့မယ်ဆိုရင်ဘယ် parameter ကိုကျွန်းရမှာလဲပြီးတော့ဘယ်လောက်ထည့်ရမှာလဲဆိုတဲ့ဟာမျိုးကအကုန်လုံးအတွက်ခက်ခဲဖြစ်တယ်ပေါ့အဲဖြစ်တယ်ဆိုတော့မထားပါအရှင်းဆုံးပြောရမယ်ဆိုရင်တော့ K-nearest neighbor ဆိုရင်လည်း K-nearest neighbor ကခုနလို10ထားရမှာလား3ထားရမှာလား5ထားရမှာလားဆိုတော့ဘယ်သူမှမသိဘူးအတိအကျမသိဘူးသိရမလားအဓိက like စမ်းကြည့်ရမှာပါ10ထားရင်သူ့ရဲ့ဒီ accuracy ကဘယ်လောက်ရရလဲ8ထားရင် accuracy ဘယ်လောက်ရရလဲ2ထားရင်ဘယ်လောက်ရရလဲဆိုတော့ကိုက like စမ်းကြည့်ရမှာအဲ့တော့ user အနေနဲ့ကျတော့ဒီဟာကြီးကိုအနေနဲ့ကျတော့ဒါကြီးကိုတစ်ခုချိန်လိုက်စမ်းပြီး manually လိုက်လုပ်နေတာချိန်ကုန်တယ်နောက်ပြီးတော့ဒီခါကျရင်ကိုဆက်လိုက်တဲ့ဟာကမှ10ခုတောင်စမ်းနေဆိုမှအဲ့10ခုတည်းဟာဟုတ်ချင်မှလည်းဟုတ်အောင်ပါဒီမှာကောင်းချင်မှလည်းကောင်းအောင်ပါအဲ့ကြရင်ကိုကဟိုအရင် waste ဖြစ်တယ်ပေါ့လေအဲ့တော့အဲ့လိုဟာမျိုးကြရင်ကိုယ်လုံးလို့ရတဲ့ဒီ strategy နှစ်ခုရှိရပထမတစ်ခုကကျတော့ဒီလိုalgorithm နှစ်ခုပေါ့လေအဓိကဒီ search လုပ်လို့ရတယ်ပေါ့ကို parameter ဘယ် parameters ကအကောင်းဆုံးဖြစ်တယ်လဲဆိုတဲ့ဟာမျိုးအကောင်းဆုံးဖြစ်တယ်ဆိုတာအကုန်လုံးမှာအကောင်းဆုံးမဟုတ်ကိုပေးလိုက်တဲ့တည်းမှာဘယ်ဟာအကောင်းဆုံးဖြစ်လဲဆိုတဲ့ဟာမျိုးကိုရှာလို့ရတယ်အဲ့လို strategy ရှိရအဲ့တော့အဲ့ဟာကိုခဏနေပြောပြမယ်အဲ့တော့ hyperparameter tuning ဆိုတာခုနပြောသလိုပဲဟို hyperparameter tuning ပဲခေါ် hyperparameter optimization ပဲခေါ်အတူတူပဲ model accuracy ကိုတက်ချင်တယ် model performance ကိုပိုကောင်းစေချင်တယ် okay အဲ့ဆိုဘို့ hyperparameter တွေလိုက်ပြီးရွေးကြမယ်ဘယ်လိုရွေးမလဲပေါ့ manual မရွေးဘူးနော် manual ရွေးတဲ့ဟာတော့မပြောတော့ဘူး manual ရွေးတာကောက်ကိုပဲကောက်ထည့်လိုက်လို့ရတယ်ဒီမလားဒါပေမဲ့ manual မရွေးဘူးဒီ method နှစ်ခုသုံးမယ်အဓိကဒီ error နှစ်ခုသုံးမယ်ပထမတစ်ခုကကျတော့ဒီ grid search
နောက်တစ်ခုကျတော့အဲ random search ပေါ့လေ randomized search ပေါ့ grid search နဲ့ random search နဲ့ဘာကွာလဲဆိုတော့ grid search ကကျတော့ကိုမှဒီကိုပေးလိုက်တဲ့ဒီ parameter ရှိရဆိုရင်အဲကိုပေးလိုက်တဲ့ parameter လိုက်ပြီးတော့သူက match လိုက်လုပ်တာလိုက်ပြီး like ပေါင်းတာဥပမာဒီမှာဆိုရင်အောက်ကညာဘက်ရဲ့ဟိုအနိုဒိတ်တွေရမှာမသိဘူးဒါကြိုးရမြင်မှာဆိုတော့ draw ဆိုရဒီကားစားပါလို့မြင်ပျောက်နေရလားမသိဟာလေဒီဟာကြီးကလေအရန်ထားမမြင်အောင်ရအောင်ဟုတ်ပါဒီမှာဆိုရင်ဒီလိုပဲနဲ့ပြောလိုက်မယ်နော်ဟိုဖြစ်အဖေဆိုခုနဟာကြတော့လေတိတ်ပြီးတော့အဆင်မပြေလို့ဒီမှာဆိုရင်ဒီဘက်မှာဆိုရင်ဒီမှာဆိုရင်ဟိုရှိရကွာအဓိကဒီကိုယူလိုက်တဲ့ကောဒါကို hyperparameter အနေနဲ့ယူလိုက်တယ်ဆိုရင်ထားပါ hyperparameter 3ခုရှိရပေါ့လေဒီ A1 A2 A3 ဒီမှာဆိုရင် hyperparameter 3ခုရှိရ A1 A2 နဲ့ A3 နဲ့ grid search ရဲ့ပုံစံဘယ်လိုလဲဆိုတော့ grid search ရဲ့ပုံစံဒါဆိုရင်ကိုရီးယားဒါ hyperparameter အနေနဲ့ယူလိုက်တယ်ဆိုရင်သူကအကုန်လုံးလိုက်တွဲမှာဆိုရှိသမျှဟာအကုန်လုံးလိုက်ဆန်းမှာအဲ့ဆိုတော့ combination လုပ်တော့မယ်ဘယ်လိုလဲဆိုတော့ဒီဟိုအရင်တော့လုပ်သလိုပဲဒီ permutation တို့ဒီ combination တို့ဒီမလား0ဆိုရင်ဒီပထမတစ်ခုရဲ့ဒီ1 can နောက်တစ်ခုရဲ့နောက်ဟာနဲ့တွဲပေါ့0 1 0 10 105 0 10 105 0 10 1 100 0 10 115အဲ့လိုပုံစံမျိုးပေါ့သူကလိုက်အကုန်လုံးလိုက်တွဲပြီးအကုန်လုံးရဲ့ဒီနောက်လို့ skills တွေအဓိကသူ့ရဲ့ဒီ score ရှာတာပေါ့ score ရှာပြီးတော့မှနောက်ဆုံးဘယ်ဟာကအကောင်းဆုံးလဲဆိုတဲ့ဟာမျိုးကိုသူပြန်ပြီးတော့ထုတ်ပေးရပေါ့သူရဲ့ grid search ပုံစံအဲ့လိုမျိုးအကုန်လုံးလိုက်ပြီးတော့ combine လုပ်ပြီးတော့မှအကုန်လုံးလိုက်ရှာတာ random search တစ်ခုကွာတယ် random search ကကျတော့သူကကျတော့ဘယ်လိုလဲဆိုတော့ random search တဲ့အတိုင်းပဲ random ပဲပေါ့လေဟိုဒီအဓိကဒီ sample တွေကို random ရှာရပါဆိုတော့သူကဘယ်လိုလဲဆိုတော့သူ့မှာသူ့ရဲ့ background မှာလုပ်နေရဲသူကအလုပ်ရှိအဲ့ဒါကဘာလဲဆိုတော့သူသတ်မှတ်ထားတာကကျတော့ hyperparameter အကုန်လုံးကအရေးကြီးတယ်လို့မသတ်မှတ်ထားဘူးကွာခုနဒီ random grid search ကကျတော့တခုက computing time ကကျတော့ကြာလိုက်မယ် computing cost လည်းများတယ်ဘာလို့ဆိုတော့ तू ကခုနပြောလို့အကုန်လုံးရှိသမျှဒီ parameters အကုန်လုံးလိုက်ရှာနေရတာဒါပေမဲ့ random search ကကျတော့ခုနလို့ parameter တွေအကုန်လုံးကို तू ကလိုက်မရှာတော့ तू ကခုနလို့ random search တိုင်းမှာ तू randomly လိုက်ရှာတာပေါ့လေအဲ့တော့ဒီ computation အနေနဲ့ကျတော့ဒီ cost ကနေတယ်ပေါ့ဒီ random search နဲ့ဒီ grid search နဲ့ဟာကွာခြားချက်ပေါ့ဒါပေမဲ့ဒီဟာနှစ်ခုကဘယ်ဟာတော့အောင်လဲဆိုတော့ဟာတော့အဲ့လိုအတိအကျတော့မရှိဘူးပေါ့လေကိုအတွက်ကိုအဆင်ပြေတဲ့ဟာကိုတုံးလို့ရတယ်ပေါ့ဟိုခုနလိုဒါပေမဲ့အဓိကဒီ search လုပ်တဲ့အခါမှာအဓိက parameter hyperparameter ကျုံနေလုပ်တဲ့အခါမှာ hyperparameter ရှာတဲ့အခါမှာပို့ပြီးတော့မြန်ဆန်ဝါးစေချင်လို့ဒါမျိုးကိုတုံးတာပေါ့လေအဲ့မျိုးတုံးလို့ရတယ်နောက်တစ်ခုကကျတော့ညနေလဲပြောပါလို့အဲ့တော့ကျုံနေပြီးသွားပြီဆိုရင်ဟိုကျုံနေပြီးဆိုနောက်ထပ်အဲ့လိုအရေးကြီးတဲ့ဟာလေးတစ်ခုအရေးကြီးရဆိုတာထက်အဲ့လိုterms တစ်ခုပေါ့လေအဲ့ဒါကဘာလဲဆိုတော့ဒီ cost function ကတော်တော်များကြမယ် cost function တို့ loss function တို့ error function တို့အဲ့ဒါမျိုးကအကုန်လုံးကအဲ့လို similar ပဲအဓိက cost function ကဘာလို့လဲဆိုတော့အဓိကဒီ machine learning model ရဲ့ performance ကိုတိုင်းတာပေးချင်တာအဓိက cost function ရဲ့အဓိကသူသတ်မှတ်တဲ့သူလုပ်တဲ့ပုံစံအကျတော့ဒီကိုယ် predict လုပ်လိုက်တဲ့ value အဓိကဒီ model ကနေပြီး predict လုပ်လိုက်တဲ့ value နဲ့ကိုယ့်ရဲ့ expected values နဲ့ကြားထဲမှာရှိတဲ့ error rate ကိုရှာတာဒီပုံကြည့်လိုက်မယ်ဆိုရင်ရှင်းတယ်ပေါ့လေပုံစံဒီဘက်ကဒီ video လေးကြည့်လိုက်မယ်ဆိုရှင်းတယ်သူကအစားဟောက်တစ်ချက်ပြင်ပြမယ်သူက e-push က okay ပထမဆုံးဒီမှာဆိုရင် e-push 1ဆိုတာကပထမဆုံး step တစ်ခုပေါ့ step 1ပေါ့ step 1မှာဆိုရင်သူရဲ့ prediction ကိုလိုက်ပြီးတော့အဓိကဒီ cost function predict လုပ်ခိုင်းတာသူရဲ့ accuracy သူရဲ့ actual ကကျတော့ y က200ဒါပေမဲ့သူ predict လုပ်တာ50အဲ့တော့သူ return ပြန်လိုက်တယ်150လူနေရပေါ့ error 150ရှိရပေါ့အဲ့တော့ e-push 2မှာဆိုနောက်ထပ် iteration step 2မှာနောက်ထပ် step 2မှာဆိုရင်ဒီ memory ရဲ့အထက်ကလမ်းလုပ်နေရဆိုတော့နောက် step 2မှာဆိုလို့ပဲသူ predict လုပ်တော့120အဲ့တော့ညီသေးဘူး200နဲ့120ဆို80ကွာတည်းတော့ loss ကအဓိကဒီ error rate က80ရှိနေတယ်ဆိုတော့ return ပြန်တယ်အဲ့လိုပဲနောက်တစ်ခါလို့ပဲ e-push ကနောက်ထပ် step တစ်ခုမှာအဲ့လိုပဲသူ predict လုပ်တဲ့ဟာက170အဲ့တော့သူ return ပြန်တာ180sorry 80လားမသိဘူးငါတွေ့လိုက်တာအဲ့လိုပဲသူ step တစ်ခုပြီးတစ်ခုတော့သူကအဲ့လို predict တစ်ခုပေးလိုက်တယ် predict result တစ်ခုပေးလိုက်တယ်ဒီမှာ expected ဟာနဲ့ပြန်ရှင်းတယ်ရှင်းပြီးတော့ error return ပြန်ထွက်ပေးတယ်
အဲ့လိုပုံစံမျိုးလုပ်တာပေါ့အဓိကဒီဟာက error ရှင်တယ် error ကကြတော့တော့နည်းလေကောင်းလေးပဲ error နည်းလေ model ရဲ့ performance ကပိုကောင်းလေအဲ့ဒီ cross function ရဲ့ဒီမှာ error တွေကိုဘယ်လိုကြည့်လို့ရလဲဆိုတော့အစောတော့ပြောခဲ့သလိုပဲဒီ good fit လုပ်တဲ့အခါမှာ good fit လားဒီ under fitting over fitting ဖြစ်နေလားဆိုတဲ့ဟာမျိုးဒီ graph တွေနဲ့ plot လိုက်လို့ရတယ်အဲ့ plot တဲ့အခါတိုင်းကိုကဒီ error rate တွေထိုင် error rate တွေကိုလိုက်ပြီး monitoring လုပ်နိုင်လို့ရတယ်ပေါ့လေ error ဘယ်လောက်ရှိနေပြီလဲဘယ်လောက်ကြာနေပြီလဲဘယ်လောက် return ပြန်နေလဲဆိုတော့ဟာကိုကြည့်လို့ရတယ်အဲ့တော့ဒီ cross function ဆိုတာကလည်းဒီ machine learning မှာအရေးကြီးတဲ့ concept တစ်ခုလည်းပါတယ်အဲ့တော့ဒီအားလေးကလည်းအဲ့လိုသိထားတဲ့နေပေါ့လေထားတဲ့နေဆိုတော့ထည့်ပြောတာအဲ့တော့နောက်ဆုံးတစ်ခုကကြတော့ဗာလဲဆိုတော့ဒီ confusion matrix confusion matrix ကိုပြောလိုက်တဲ့ဆိုရင်နည်းနည်းနားရှုပ်မှာဆို confusion matrix ကတော်တော်များသိမယ်ဒါကဒီကျောင်းတွေတော်တော်များမှလည်းသင်ခဲ့ပြီးသားလို့ထင်တယ်ပေါ့ confusion matrix ကပြောဖို့လည်းကောင်းတယ်သူကလေးလောက်ရတာအဲ့တော့ confusion matrix ကိုဘာလို့ပြောရလဲဆိုတော့အဓိကနောက်ဆုံး accuracy test accuracy တွက်တဲ့ခါကျရင်အဓိကဒီ confusion matrix လိုပဲပေါ့လေလိုပဲဆိုတာကconfusion matrix နဲ့ဒီက accuracy တွက်ထုတ်တယ် accuracy တို့နောက်ပြီး precision recall တို့အဲ့ဒါတွေတွက်ထုတ်လို့ရတယ်ပေါ့အဓိက mainly က accuracy တွက်ကြတာအဲ့တော့ accuracy တွက်ကြရဲဆိုဒီ confusion matrix လိုအပ်တယ် confusion matrix ဆိုတာကကျတော့ဒီ n by n matrix n by n matrix အဓိကကိုမာကအဓိကဘယ်လိုရှိလဲဆိုတော့ဒီဇာတ်ကွက်ထဲအတိုင်းပဲဒီကကိုမာက accurate value နဲ့ accurate values နဲ့ predictive values နှစ်ခုရှိရပေါ့လေအဲ့တော့ accurate နဲ့ predictive ကဘယ်လိုပုံစံမျိုးကွာနေလဲဆိုတဲ့ဟာမျိုးကို confusion matrix မှာကြည့်လို့ရတယ်ပြီးတော့ confusion matrix ကနေလည်းခုနက accuracy တက်ထုတ်ကြမယ်ဘယ်လိုတက်ထုတ်မလဲဆိုတော့သူ့မှာဒီလို၄ခွက်ရှိရပေါ့လေ true positive false positive true positive false positive false negative true negative အဓိက TPTN FPFN ပေါ့ဒီဇာတ်ကွက်ထဲအတိုင်းပဲအဓိကဒီ true positive ကကြတော့ဒီပါလဲဆိုတော့true positive ပြောခင်မှာဒီဟာလေးကိုနားလည်လာမသိ accurate value နဲ့ဒီ predictive value ဆိုတာကကိုယ့်ရဲ့ class ပဲ target class ဟာပါတော့ကိုကtarget class ကမှခွေးရဲ့အကြောင်းရှိရဆိုရင်ခွေးရဲ့ accurate values ကလည်း dot net cut နဲ့ပဲ predictive value ကလည်း dot net cut နဲ့ပဲဒါပေမဲ့အဲ့မှာဒီအလဲကဒီ TP တို့ FP တို့ FN တို့ TN တို့ values တွေပဲကွဲသွားမှာပေါ့လေသူရဲ့အဓိကဒီအပေါ်ကဒီ row ပဲဖြစ် column ဖြစ်အကုန်လုံး value ကဒီ target class ကိုရဲ့ဒီ predict လုပ်တဲ့ class တွေအဲ့တော့သိပြီးသားလို့လည်းရှိမယ်ဒါပေမဲ့နည်းနည်းတော့ပြန်ပြီး recall လိုက်မယ် true positive true negative false positive false negative ဆိုတာဘာလဲပေါ့ true positive ဆိုတာကျတော့ဒီပထမဆုံးပြောမယ်ဆို row 00ပေါ့လေ01နဲ့စတွက်မယ်ဆိုရင်00ပေါ့အဓိကဒီ row 1ပဲထားပါ row 1 column 1အဓိက positive ဖြစ်နေအဓိကဘာလဲဆိုတော့ true positive ဆိုတဲ့ဟာက positive လို့မှန်မှန်ကန်ကန်သူက predict လုပ်ပေးလိုက်နိုင်တာဟို true negative ဆိုတာကတော့ negative လို့မှန်မှန်ကန်ကန် predict လုပ်ပေးလိုက်နိုင်တာ false positive ကကျတော့ positive လို့မှားပြီး predict လုပ်တာ false negative ကကျတော့ negative လို့မှားပြီး predict လုပ်အနောက်ကစကားလုံးကောက်လို့အလွယ်မှတ်စင်တဲ့ဆိုခုနကပြောသလိုပဲအဓိကနောက်ကဟာရတကယ်သူ return ပြန်တဲ့ value တွေ TP တို့ TN တို့ကမှရှိတယ် P တို့ N တို့ကတကယ်သူ return ပြန်လာတဲ့ဒီ predict လုပ်လိုက်တဲ့ value တွေအဲ့တော့ရှေ့က T တို့နောက်ပြီးတော့ F တို့ကျတော့သူမှန်လားမှန်လားဆိုတဲ့ဟာမျိုးကြီးဘယ်လိုတချို့ကဘယ်လိုမှတ်လဲမသိဘူးကိုကကျတော့အဲ့လိုမှတ်တယ် TP တို့မြင်လိုက်တဲ့ဆိုရင် positive လို့မှန်ကန်ကန်ဒါက true ဆိုတဲ့ပြန်ဒီမှန်ကန်ကန် predict လုပ်နိုင်တယ်ပေါ့လေ negative လို့နောက်က TN ကျတော့ negative လို့မှန်ကန်ကန် predict လုပ်နိုင်တယ်အဲ့တော့ခုမှလင်းတစ်ခုရေးထားပေးလိုက် true မီဆိုတော့နည်းနည်းအကုန်လုံးအိမ်ကိုင်းပြေတော့ဟာတာလည်းပါတယ်ဟာယောက်ျားပိုက်ကြီးနေရတယ်မိန်းမပိုက်ကြီးနေဟုတ်ရကိုရမယ်မင်းစီချက်ထဲမှာရှိတယ် Okay အဲ့ screen share stop သွားလာမယ်မြင်ရသေးတယ်ကိုဟိုလာမြင်ရသေးတယ်ဆိုတော့ဟိုကမြင်ရညီမဟိုကမမြင်ရတယ်ခဏလေးညီမရဲ့ Google ရောမြင်ရ Google မြင်ရလား Google မြင်ရသေးတော့မြင်ရဟိုကမြင်ရ Google အဲ့ဒါတော့ကိုပန် Google hello ကြားလားမသိဟုတ်ကြားခဏလေးပေးရမယ်ချော့ Okay ဒီမှာခုနပြောလို့ပဲ true negative တော့စီထားတော့မတူဘူးပေါ့လေ true negative false positive false negative true positive အဲ့တော့ negative ဆိုတဲ့အဓိပ္ပာယ်ကခုနသူကဒီက pregnant ဖြစ်တယ်ပေါ့လေ negative ဆိုတဲ့အဓိပ္ပာယ် pregnant မဖြစ်ဘူးအဲ့တော့ဒေါက်တာလည်းမှန်မှန်ကန်ကန်ပြောရဲ pregnant မဖြစ်ဘူးပေါ့လေဒါကြီးဆိုတော့ pregnant မဖြစ်ဘူးပေါ့ဒီမှာ true negative ဒါ okay false positive ကကျတော့ positive ကခုနရလာတဲ့ predict လုပ်ရတဲ့က pregnant ဖြစ်တယ်အဲ့တော့မှားပြီးပြောလိုက်တယ်ဆိုတော့သူဒေါက်တာကနေပြီးတော့ pregnant ဖြစ်နေတယ်ဆိုပြီးတော့မှားပြောလိုက်တာ
ပြီးတော့ false negative ကကြတော့negative pregnant မဖြစ်ဘူးလို့မှားပြောလိုက်တာအဲ့တော့ဒီဟာတကယ်တော့ pregnant ဖြစ်နေရလေဒါဒါမှ pregnant ဖြစ်နေရဒါပေမဲ့ pregnant မဖြစ်ဘူးလို့မှားပြောလိုက်တာ true positive ကြတော့မှန်တယ်ဒါ pregnant လည်းဖြစ်နေရမှန်တယ်ပေါ့အဲ့တော့ခုနကပြန်သွားရမယ်ဆိုရင်အဲ့လိုပဲအဓိကခုနအဲ့လိုပဲ scenario ကအဲ့လိုပဲပေါ့လေအဲ့တော့ဒီခုနက false positive တို့ false negative တို့မှာသူမှာဒီ type error ရှိတယ် false positive ဆိုရင် type error 1 false negative ဆိုရင် type error 2လို့ခေါ်ရဲဘာလဲတော့ကြည့်ကြတော့မပြောတတ်ဘူးဒါပေမဲ့အဲ့လို type error လို့ခေါ်လို့ရတယ်တဲ့ဒါပေမဲ့နောက်ကတစ်ခုဒီ scenario တစ်ခုဆက်သွားမယ်ဆိုရင်ဟိုကိုရဲမှန်ကြားရဲ့ဟာလေးကဒါမြင်သားမယ်လို့ထင်တယ်အဲ့တော့တကယ် accuracy တက်တဲ့ခါကျရင်တကယ် accuracy တက်တဲ့ခါကျရင်တစ်ချက်ကြည့်ကြည့်အောင်ဟိုပြန်ဖွင့်အောင်ပဲ annotate တစ်ချက်ပြန်ဖွင့်မြင်ရလားမသိဘူးမြင်ရတဲ့နည်းနည်းဆုံးပေးအောင်လား okay ဒီမှာဆိုရင်ဒါ accuracy data formula က true positive plus true negative divided by TB plus 7 plus FA plus TN plus 7ဒါ accuracy ရဲ့ formula ဒါ formula ရဲ့ accuracy ပဲဖြစ် recall ဖြစ် precision ပဲဖြစ်ကိုသွားပြီးတော့ရှာကြည့်လို့ရတယ်ပေါ့လေဒါ accuracy ရဲ့ formula အဲ့တော့သူ့မှာ data set ကတဲ့စုပေါင်း949 data point 3 data point for the positive class okay အဲ့တော့ဒီ data ကိုပဲချက်ကြည့်လိုက်အောင်အဲ့ဒါကိုထားလိုက်တော့ဒီ data ကိုချက်ကြည့်မယ်ဆိုတော့ဒီမှာဆိုရင် accuracy နဲ့ predictive accuracy ဆိုပြီးနှစ်ခုရှိရပေါ့ဒီဘက်မှာတစ်ခုဆိုရင်သူကတကယ်ဖြားနေတာတကယ်ဖြားနေတဲ့ဟာကိုသူကဖြားနေလို့ပြောတဲ့ကြောင့်မလို့ဖြားနေရဲဆိုတဲ့ကြောင့်မလို့ positive okay ဖြားနေအဲ့တော့မှန်ကန် predict လုပ်တဲ့ကြောင့် true positive ဒီမှာကျတော့သူမဖြားဘူးဆိုတော့ negative ဒါပေမဲ့ तू ကလည်းဒီဘက်မှာဆိုရင်ဘာလဲဆိုတော့မဖြားဘူးလို့ပြောတယ်အဲ့တော့မဖြားဘူးဆိုတော့မှန်ကန် predict လုပ်နိုင်တယ် okay နောက်တစ်ခုကကျတော့ဒီမှာဆိုလည်းလိုပဲမဖြားဘူးတကယ်လည်းမဖြားဘူးဆိုတော့ predict လုပ်နိုင်တယ်အဲ့လိုပဲတခြားနောက်တစ်ချို့ကြည့်အောင်ဒီမှာဆိုရင်ချက်ကြည့်မယ်ဒီမှာဆိုရင် तू ကတကယ်တော့ဖြားနေတာ positive တကယ်ဖြားနေ positive ဒါပေမဲ့မှားပြီးတော့ तू ကဒီမှာကျတော့ return ပြလိုက်တာမဖြားလို့ return ပြတော့ false ဖြစ်သွားပြီအဲ့တော့ false positive ပေါ့အဲ့တော့အဲ့ဒီ data တွေပေါ်ကြည့်ပြီးတော့ तू အဲ့ဆိုရင် तू စုပေါင်းတဲ့ तू မှာ data ဘယ်လိုဖြစ်လာလဲဆိုတော့ true positive ဖြစ်တဲ့ဟာ30တဲ့ true negative က930ရှိရဲ့ false positive က30တဲ့ false negative က10ရှိရဲဆိုတော့ तू ဒီဟာဒီ formula ထဲမှာစာထုတ်လိုက်တဲ့ခါကျတော့ तू ဘာလောက်ရလာလဲဆိုတော့ 0.98 တဲ့ 0.9 ကိုဒီ 0.9 ဆိုတာကဒီအဓိကဒီ accuracy ဒီ matrix ရဲ့ထွက်လာတဲ့ accuracy က0နဲ့1ကြားပဲရှိတယ်အဲ့တော့ဒါပေမဲ့ကိုကခုနလို probability ကိုကဒီ percentage နဲ့လိုချင်တယ်ဆိုတော့ကိုပြန်ပြီးတော့ဒီ 100% နဲ့ပြန်မြောက်ပေါ့လေအဲ့လိုရှိရပေါ့အဓိကပြောချင်တာကခုနလိုဒီ confusion matrix ကကြတော့ confusion matrix ကအဓိကသုံးချင်တာကနောက်ဆုံး prediction လုပ်တဲ့အခါမှာကိုယ့်ရဲ့ model က accuracy ဘယ်လောက်ရလဲဆိုတာဟာမ predict လုပ်ချင်တာကိုကတော့ဟုတ်ချင်တော့ဒီမှာ data တစ်ခုထည့်စားလိုက်တယ် okay မှန်သွားတယ်ဒါတစ်ခုနောက် data တစ်ခုထည့်စားလိုက်တယ်မှန်သွားတယ်တစ်ခုနောက် data တစ်ခုထည့်စားတယ်မှန်သွားတယ်တစ်ခုအဲ့ဒီမှာနောက် data တစ်ခုထည့်စားတဲ့အခါမှာမှန်သွားတယ်မမှန်ဘူးဆိုရင်ကို့မှာခုနလို true positive သုံးဖို့ရှိမယ်နောက်ဆုံးကကျတော့false positive ပဲဖြစ်မယ်ပေါ့လေအဲ့လိုပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ accuracy ကဘယ်လောက်ရှိလဲဆိုတာဟာကိုတွက်ထုတ်လို့ရတယ်ဒါကဟိုရိုးဒီ machine learning algorithm တွေသုံးတဲ့ဒီ numerical data ပဲဖြစ်ဖြစ် numerical data set တွေပဲဖြစ်ဖြစ်တခြားဒီ computer vision ဆိုလည်းဒီ image တွေ test လို့ရတယ်ဟို image တွေထောက်ပါတော့ကိုက test လုပ်ချင်တယ်ဆိုရင် image တွေကို group folder တစ်ခုထဲမှာပုံ20လောက်ထည့်ထားလိုက်တယ်20ထည့်ထားပြီးတော့ကိုကဘယ်နှပုံကိုယ့်ရဲ့ model မှန်ကန် predict လုပ်နိုင်တယ်ဆိုတာဟာပြန်ပြီးတွက်ထုတ်လို့ရတယ်ပေါ့လေအဲ့လိုမျိုးထုတ်ပြီးတော့ဒီ confusion matrix ထည့်လိုက်တယ်ဆိုရင် accuracy ရလာမယ်အဓိက confusion matrix က accuracy တွက်ထုတ်ချင်တဲ့နေရာမှာဒီ3ထားရှိရပေါ့ okay အဲ့ဆိုရင်ဒီနေ့ပြောချင်တဲ့အထာကတကယ်တော့ဒီလောက်ပဲပေါ့ဒီလောက်ပဲဆိုတာကကျတော့ဟိုနော် clear လုပ်လိုက်ဒီပြန်ပြီးတော့ conclude ပြန်လုပ်ရမယ်ဆိုရင် okay conclude လုပ်ရမယ်ဆိုရင်ဒီ machine learning terminology တွေပြောရတဲ့ဒီ feature label ဒီ target label နောက်ပြီးဒီ model training prediction ပြီးတော့ machine learning step တွေအကြောင်းလည်းပြောပါတယ် data collection preparation ပြီးတော့ model choosing training evaluation parameter journey prediction အဲ့ဒါမှပြီးတော့ hyperparameter journey မှာဆိုရင်လည်းဒီ hyperparameters ကပါလဲ parameters ကပါလဲ optimization ဘယ်လိုလုပ်လို့ရလဲအဲ့ဒါပြီးတော့မှခုနလိုဒီ generalization တွေပြီး overfitting underfitting တွေပြောပါတယ်ပြီး cross function အကြောင်းပြောပါတယ်ပြီး confusion matrix အကြောင်းပြောပါတယ်ဒါဆိုရင်တော့ဘို့ဒီဒါတော့အသေးစိတ်တော့မဟုတ်သေးဘူးပေါ့လေအသေးစိတ်တော့မဟုတ်ဘူးဒါပေမဲ့ machine learning project တစ်ခုကိုလုပ်မယ်ဆိုရင်တော့ step by step ဆိုend-to-end pipeline အစားအဆုံးမှာတော့အကျုံးဝင်တဲ့ဟာတွေပဲ collection step ကခုနက collection step ကတော့ကိုယ့်ပုံမူတည်ရမယ်ကိုဘယ်လို collect လုပ်မယ်ဆိုတာမူတည်ရ preparation တော့ကြာခုန preparation တော့ခုနလိုရှေ့တော့ computer vision လုပ်မယ်ဆိုရှေ့တော့ရက်တွေတော့လုပ်ခဲ့ image processing technique တွေသုံးလို့ရတယ်
ပေါ်ချစ်ဆုံးမယ်ပြီးတော့ခုနက parameter ကျောင်းထဲမှာဆိုလည်းကိုအခုဘာတွေလုပ်လို့ရမလဲဆိုတဲ့ဟာမျိုးသိသွားမယ်လို့ထင်တယ်ဘာတွေလုပ်လို့ရမလဲပေါ့ဒါပေမဲ့ parameter ကျောင်းထဲကခုနကလိုဒီ grid search တို့ random search တို့ကြတော့ numerical data တော့ nominal data တို့တက်ပဲအဆင်ပြေရပေါ့လေဒါပေမဲ့တကယ်တမ်းထားပါတော့ဒီ deep learning တွေပါသုံးမယ်ဆိုတော့ကိုကျွန်းလို့တဲ့ပုံစံတော့မတူတော့ဘူးသူကတော့ဒီ high parameter တွေကကြတော့နည်းနည်း complex ဖြစ်တယ်ပေါ့လေloss function တွေကျွန်းရတာတော့နောက်ပြီးတော့ခုနကဒီ learning rate တွေထည့်ရတာပြောင်းရတာအဲ့လိုမျိုးတော့ရှိအဲ့လိုမျိုးတော့မတူတာတွေတော့ရှိရပေါ့လေ deep learning နဲ့ဒီလို algorithm နဲ့မတူတဲ့ပုံစံတွေတော့ရှိရprediction ကလည်းခုနက prediction ကကြတော့လည်းအခုဒီ computer measures သုံးမယ်ဆိုလည်းရတယ်နောက်လည်းကိုဒီ testing accuracy validation accuracy ပဲတွန်းပြီးထုတ်ချင်တယ်ဆိုလည်းရတယ်ပေါ့ဒါပေမဲ့ validation accuracy ကတော့ ဆိုတော့ validation accuracy နောက်ဆုံး final accuracy တော့မဟုတ်သေးဘူးပေါ့လေအဲ့လိုမျိုးလေးတော့ရှိရအဲ့တော့ဒီ step တွေကြည့်ပြီးတော့ကို machine learning project တစ်ခုလုပ်မယ်ဆိုရင်ဘာတွေလုပ်လဲဆိုတော့အဲ့လိုပိုပြီးသိသွားမယ်လို့ယူဆရပေါ့နောက်တစ်ပတ်ကျရင်တော့ဒီ training step မှာ choosing a model အတွက်ပေါ့လေဒီ choosing a model ဆိုတဲ့ step တွေကိုဒီကဒီ focus လုပ်မယ်ပေါ့အဲ့လိုလဲဆိုတော့ဒီ algorithm တွေ capability သုံးလို့ရတယ်ဒီ machine learning algorithm တစ်ခုလည်းမဟုတ်ဘူးလေဒီ deep learning convolutional neural network နဲ့ related ဖြစ်တဲ့ model တွေကဘာရှိလဲဆိုတဲ့ဟာကိုလည်းချက်ပြောလိုက်မယ်တစ်ခါပြအောင်မယ်ပြသွားပြီးရင်နောက်တစ်ပတ်တွေကျတော့ deep learning သုံးတဲ့ခါကျရင်ကိုအဲ့ model ကိုထည့်ပြီးတော့သုံးလိုက်ရုံပဲပေါ့အများကြီးတိတ်ပြီးတော့စဉ်းစားကြမလို့တော့ပေါ့ well prepared ဖြစ်သွားတာပေါ့okay အဲ့တော့ဒီနေ့ပြောရရင်ပတ်သက်ပြီးတော့ဗာမြန်ပေးချင်တာများရှိပါလဲညီမလေးခုန summary slide လေးတစ်ချက်ခုနဖူးပြောတော့မဆိုင်ရင်ဖူးပြောတော့တဲ့ဥစ္စာကိုခုနလိုမျိုးဒီမျက်နှာရဲ့ features တွေကို switch ထုတ်လိုက်တယ်ဆိုတော့အဲ့ကောင်ကmachine learning ကိုသုံးပြီးတော့ညီမ data preparation လုပ်လိုက်တယ်လို့ဖြစ်သွားပြီးတော့ခုန CNN ဆိုပါတော့လေညီမအဲ့ခုနညီမဖြတ်ထုတ်ထားတဲ့ features တွေကိုပဲတက်ပြန်ပြီးတော့ train အောင်အဲ့လိုမျိုးပြန်ဖြစ်သွားတာအဲ့လိုစားလိုက်အဲ့တော့ machine learning algorithm ဆိုတိုက်ရိုက်တော့ algorithm ဆိုမဲ့ဟိုလို prediction algorithm တော့မဟုတ်ဘူးပေါ့လေအဲ့ဒီက feature extraction algorithm တည်တယ်မယ်ပေါ့ပြီးတော့အဲ့ဒါကိုညီမခုနလိုမျိုးlabel တက်ပေးလိုက်တယ်ဒီကောင်ကဘာပါဆိုပြီးတော့အဲ့ဒါကိုခုနလိုဒီတစ်ချက် CNN တို့ပါပဲပြန်ထည့်တာအဲ့လိုမျိုးပြန်လုပ်တယ်ဖူးလို့တာကြတော့ဖူးက label တက်ပြီးတော့တခါရဲလို့ save အရင် save တယ်ပေါ့လေ save တယ်ဆိုတော့ဖူးကြတော့ data set like ကြီးလို့ချင်တဲ့သူဆိုတော့လေဒါကကိုယ့်ပေါ်တော့မူတည်ရပေါ့လေဟို data set like ကြီးလို့ချင်တဲ့သူဆိုတော့ data set ကိုတခါရဲဟို save လိုက်ပြီးတော့မှပြန်ပြီးတော့ train ရပေါ့လေဟိုဒါပေမဲ့ message ပဲနဲ့ခုနကလို weight တွေတခါရဲဒီမှာအဓိက labeling point တွေကိုတန်းပြီးတော့ပေးလိုက်လဲပြဿနာမရှိဘူးဒီမှာ extract ခုနကလို extract လုပ်လိုက်ပြီးရအောင်တခါရဲ machine learning နဲ့တန်းထဲပေါ့ရဲတန်းထဲပေါ့အဲ့လိုမျိုးဆိုလည်းပြဿနာမရှိဘူးဒါပေမဲ့တစ်ခုရှိတာ process ကနည်းနည်းပိုကြာတာပေါ့အဲ့ဒါကြောင့် extract လို့ထည့်ရော extract လို့ထည့်ရော extract လို့ဆိုတော့ train တဲ့ခါကျတော့ step ကအရင်နည်းနည်းပို့ပြီးတော့ကြာသွားတာပေါ့အဲ့လိုမျိုးတော့ရှိရယ် save လိုက်ရင်တော့ခုနလို extract လုပ်ပြီး save လိုက်ရင်တော့ပို့ပြီးတော့မြန်လာ save လိုက်ရင်တော့ခုနလိုပိုမြန်တယ်ဘာဖြစ်လို့ဆိုတော့တစ်ခုရှိတာခုနလိုဘာလို့ save လဲဆိုတော့ဟိုခါကျရင်ကိုယ့်ရဲ့ data ကိုကထားပါတော့ခုနလို land marking တွေလိုက်ထောက်တယ်ဟို point တွေလိုက်ထောက်ပြီးတော့ကိုကမျက်ခုံးတွေနှလုံးတွေဆက်ထုတ်လိုက်တယ်ဆိုရင်တော့မှတချို့ data တွေကတခါတန်းပြီးသုံးလို့မရတဲ့ဟာမျိုးရှိရယ်ပေါ့လေအရင်ကြီးလိုဝါနေရတော့ဒီမှာအရင်သေးနေရတာမျိုးကြိုင်ကိုကပြန်ပြီးကြည့်လို့မရအောင်တန်းထိတ်လိုက်တဲ့ခါကျတော့လေပြန်ပြီးကြည့်လို့မရတော့ကိုတာကမှားကိုတာကအစင်ပြေလားမပြေလားလည်းမသိနောက်ဆုံးကျတော့မှကို model evaluate လုပ်တော့မှကိုတာမကောင်းဆိုရင်ကိုကအစကြီးပြန်လုပ်အောင်မှာဆိုတော့လေအဲ့မျိုးကြတခါလေးခုနလို feature extract လုပ်ပြီးတော့တခါလေးကိုအရင်ဆုံးကို data visual လုပ်လိုက်တာပိုကောင်းတယ်ပေါ့လေကို data ကိုချိန်နေစောင့်ကြည့်ပြီးတော့လိုရ high ဖယ်ပေါ့လေလိုရဆိုလဲ type ပြီးဆွဲထုတ်ပေါ့အဲ့လိုမျိုးလုပ်လို့ရအောင်လို့ save တယ်ပေါ့လေ I see thank you အမတခုလောက်မေးချင်တယ်ဟုတ်ညီမလေးနေပါအမကလေ validation data set ကလေအမြဲ training တွေကပဲခွဲရမှာလားအမအဲ့လိုမျိုးပုံစံရှိvalidation ကကျတော့အမတို့ validation ကနောက်သုံးလိုက်ရတယ်ဒါပေမဲ့သုံးမယ်ဆိုရင်တော့ပုံမှန်လုပ်နေကြတာဘယ်လိုလဲဆိုတော့ validation ကကျတော့ validate ကကျတော့ model ကသူရှိပြီးသား data ကိုဘယ်လောက်ထိမှန်မှန်ကန်ကန် evaluate မှန်မှန်ကန်ကန် validate လုပ်နိုင်လဲဆိုတာအမတို့ system က validation ကကျတော့ validation data set ကကျတော့အဲ့လိုမျိုးခုနလို model ကအဓိကက validation ကကျတော့ခုနလို training နဲ့ control တဲ့ကြောင့်မလို့သူ့မှာ training နဲ့ similar ဖြစ်တဲ့ဟာကိုသူ့မှာရှိတယ်အဲ့ model တော့လုံးဝရေးထားရေးကြီးတင်ပေးထားတာတော့မဟုတ်ဘူးဒါပေမဲ့ training data နီးပါးကိုသူ့မှာစင်တူတဲ့ပုံစံမျိုးရှိနေတဲ့ကြောင့်မလို့သူ training data လိုမျိုး data လာလာဆိုရင်ဒီ model ကြီးကမှန်မှန်ကန်ကန်ခွဲနိုင်မလားဆိုတဲ့ဟာမျိုး validate လုပ်ချင်တာပေါ့လေအဲ့ဒါမှတော့ဒီ training data set ထဲကအဓိက training ဆိုတော့ original data set ထဲကနေခွဲထုတ်လိုက်တာပေါ့ဒါပေမဲ့အဲ့လိုမခွဲထုတ်ချင်ဘူးဆိုရင်တော့မတို့ကခုနလိုဒီလောက validation ကိုမသုံးလဲရတယ်ဆိုတော့ခုနလိုမတို့ဒီ K4 သုံးပြီးတော့ပဲတစ်ခါရဲ့ဒီ predict လုပ်ခိုင်းပေါ့လေဒီမှာသူ fit လုပ်ခိုင်းပြီးသုံးလဲရတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ဘယ်လိုလဲဆိုတော့ဟို
အမားတို့နောက်ပိုင်းတော့3 နေ့3ထားရှိရလို့ train ရော validate ရော task ရောခွဲတယ်ပေါ့လေခွဲလေးခွဲထားရှိရဘာလို့လဲဆိုတော့ဟိုတစ်ခါလေကြာရင် model ကတော့သူ train နေရတော့ကောင်းနေရဲဆိုပေမဲ့တည်ရမလားဟို similar ဖြစ်ပြီးတော့ unseen ဖြစ်နေလေဒါလာတဲ့ခါကျရင်ကောင်းလားမကောင်းလားဆိုတာ evaluate လုပ်ချင်သေးရပေါ့လေအဲ့ဒါမှလည်းမတို့ဒီ testing ကိုပြန်ပြီး apply လုပ်တဲ့ test data တွေပြန်ပြီး apply လုပ်တဲ့ခါမှာမတို့ဆက်သွားတင်တာဆိုပြီးဒီကဆုံးဖြတ်ချင်တဲ့အတွက်ကြောင့်မလို့ validate ကိုထည့်ပြီးတော့အလုပ်ကြတာပေါ့အဲ့တော့original data set ထဲကလောက်ရင်တော့ validation ဟာကလုံးထားရှိရအဲ့လိုပုံစံမျိုးလုပ်ထားရှိရမတို့ဒီ original data set ထဲကနေပြီးတော့ validation ကိုပြန်ခွဲကြရပေါ့လောက unknown ဆိုရင်တော့လောက unseen ဆိုရင်တော့မတို့ test data နဲ့ယူစားတယ်နောက်ပြီးတော့လေဟို training data set ကို train လိုက်လို့ဒီအဲ့လို accuracy ထုတ်ချလိုက်လို့1ဖြစ်နေရဆိုရင်အဲ့လိုမျိုးပုံစံဆို overfitting ဖြစ်နေတာပေါ့နော်အဲ့လိုပြောလို့ရတယ်1 star လောက 100% accurate ဖြစ်နေအောင်ဟုတ်အဲ့လိုမျိုးပါအဲ့လိုအရင်အဲ့လိုမျိုးじゃ accurate ဖြစ်သွားပြီးအဲ့じゃ overfitting ဖြစ်နေလို့ပြောလို့ရတယ်အဲ့တော့မတို့ဒီခုနလည်းပြောသလိုပေါ့ဟို training က 1% ဖြစ်နေဆိုတော့မတို့ဒီ evaluate တစ်ချက်လုံးကြည့်ရမယ်ပေါ့လေလုပ်ချင်ရဆိုတာ carry ထားပါတော့မတို့ training ကခုနလည်း 1% ဖြစ်နေရယ် 100% လုံးဝဖြစ်နေပြီးတော့ evaluation ရမှာ 60% လောက်ဖြစ်နေရယ်ဆိုတော့ evaluate လုပ်တဲ့အခါမှာ 60% ဖြစ်နေတာလုံးဝ over fit ဖြစ်နေပြီ training ကိုအရင်ကောင်းနေပြီးတော့သူ evaluate လုပ်တဲ့ဟာရ over fit ဟိုလုံးဝအ high ဖြစ်နေတာပေါ့လေ160ဆိုတာအရင်ကွာဟာနေ170ကတော့ကွာဟာနေပြီဆိုတော့အဲ့မျိုးစတာ over fit သွားတယ်ဆိုတော့မတို့အနေနဲ့ဒီပြန်ကျွန်းရမယ်ပေါ့အဲ့ဆိုမှဒီဟိုဟာလေ training ဒီ training လုပ်လိုက်လို့ထွက်လာတဲ့ accuracy 1ဖြစ်နေမယ်လေ evaluation set လုပ်ပြီးတော့မှဒီ testing unseen data တခုသွင်းကြည့်ရဲ့ accuracy ပေါ်မူတည်ပြီးတော့ကိုဟာ overfit ဖြစ်လား underfit ဖြစ်လားစသဖြင့်အဲ့လိုဆုံးဖြတ်တာအဲ့လိုမျိုးပြောလို့ရတယ်အဲ့လိုမျိုးဆုံးဖြတ်ရဘာလို့လဲဆိုတော့ဟိုအမားတို့ဒီ training data ဆိုတော့ခုန training က trainer ပဲရှိတာ model သင်ပေးနေရဒါပေမဲ့ model တကယ်အပြင်ကသူမမြင်တဲ့ data နဲ့အမားတို့က test မလုပ်ရသေးဘူးပေါ့မလုပ်ရသေးတော့သူက model ကခုန training ကကောင်းရင်ကောင်းမယ်ဒါပေမဲ့အမားတို့တကယ်လို့မှာကိုရီးယား real data နဲ့လုပ်ရမှာဆိုတော့လေအဲ့တော့ဒါမှမဟုတ်အမားတို့ဒီ training accuracy တခုနဲ့မရအောင်အနည်းဆုံးတော့ evaluation လိုအပ်တယ် evaluation လိုအပ်ပြီးတော့ခုန evaluation ကြည့်ပြီးတော့အမားတို့ model က overfit လားဒါမှမဟုတ်လေဟို underfit ကရှင်တယ်ကွာ underfit က training accuracy ကတော့ကောင်းမှာမဟုတ်ဘူးအဲ့တော့ overfit ဖြစ်လာကြည့်ရမယ်အကယ်၍ evaluation နဲ့ဒီမှာ evaluation နဲ့ training နဲ့တိတ်မကွာဘူးဆိုတော့ testing တစ်ချက်ပြန်ကြည့်ရမယ် testing accuracy ကဘယ်လောက်ကောင်းလဲဟိုမှာဟို training ကလည်း 1% training က 1% accurate test validation ကလည်း 1% အပြီးလည်းပြီးတော့ဒီ testing လည်းကြောက်အောင်လို့ဒီမှာ 0.7 လို့ဘာလို့ဖြစ်နေဆိုရင်လည်းကိုယ်အနေနဲ့ပြန်ပြီးတော့တည်ကျင်တယ်ပေါ့လေပြန်ပြီးတော့ကျွန်းတင်တာပြန်ကျွန်းတင်တယ်ပေါ့ဘာကြောင့်မို့လို့ဒီလိုမျိုးဖြစ်နေရလဲပေါ့ဒါမှမဟုတ်ရင်ဒီလောက testing data ကြီးကပဲလုံးဝကြီးကွာဟနေလို့လားဒါမှမဟုတ်ရင်လည်းကိုယ် model ကပဲဟိုတခုခုလွဲချော်နေရလားဒီမှာအဲ့လိုမျိုးတစ်ချက်ပြန်ကြည့်တင်တယ်ဟုတ်တခြားပါမေးပြရှိလားဟိုလေနောက်တစ်ခုကလေ overfitting နဲ့ underfitting မှာလေ bias နဲ့ variance ဆိုပြီးတော့လေအဲ့ဒီဥစ္စာရှင်းတယ် variance ကကြောင့်ဘယ်လိုမျိုးလဲခုနဖတ်တော့မယ်နားမလည်လိုက်လို့ sorry bias ကိုနားလေ variance ကဘယ်လို variance ဆို standard deviation မဟုတ်တာ နားပါလေဟုတ်က variance ကတော့အမတို့ကဒီကျမတို့မှာ data set တွေရှိရယ် data set data value တွေဒီမှာ data ဒီမှာဒီပုံကြည့်လိုက်မယ်ဆိုရင်အမတို့ဒီမှာ data လေး access လေးရှိရယ်ကွာအဲ့ဒီမှာရှိတယ်အမတို့ data set တွေကြားထဲမှာရှိရအပြောင်းလဲဘယ်လောက်ကြီးကြီးရှိလဲဆိုတော့ဟောင်းကြည့်တာအမတို့data တွေကဒီမှာဆိုရင်ဒီဟောင်းမှာကြည့်လိုက်မယ်ဆိုပုံရလို့အပေါ်တက်လိုက်ကောက်ကြီးဖြစ်နေရတယ်အဓိကဒီ variance အများများနေတာပေါ့လေ variance များနေရပေါ့အဲ့လိုသုံးလို့ရတယ်ပေါ့လေ access ကပြောရမယ်ဆိုလို့ရှိရင်ထားရတော့ဟို statistics ဆိုရင် mean ပေါ့နော် average ပေါ့အဲ့ mean ကနေပြီးတော့အဲ့ mean ကနေပြီးတော့ခုန data point တစ်ခုကဘယ်လောက်ထိအပေါ် positive ဘယ်လောက်ထိဝေးနေရလဲ negative ဘယ်လောက်ထိဝေးနေရလဲပေါ့အဲ့ဝေးနေတဲ့ဥစ္စာကိုပို့ပြီးတော့မြင်တာအောင်သူက square တင်ထားပါပေါ့နော် square ကဘာလို့တင်တာလဲဆိုတော့ positive နဲ့ negative ကိုဖျောက်ချင်လို့သူက absolute value ပဲလို့ချင်သင်ချာရရင်ပြောရင်ချက်ပြီးတော့သူကအဲ့ဟိုဒီမှာဆိုရင်ပုံမှန်အဲ့ access set တွေကိုအပေါ်ဘက်ကိုသွားရတယ်အောက်ဘက်ကိုသွားရရှိရကွာအဲ့ဒါကိုသင်ချာရဆိုခုနလိုအပေါင်းဘက်ကိုသွားရတယ်အနှုတ်ဘက်ကိုသွားရဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့တော့ variance ကအဲ့ဟာကိုအပေါင်းတွေအနှုတ်တွေကနှစ်ထပ်ကိန်းတင်လိုက်ရင်အပေါင်းတွေအနှုတ်တွေကပျောက်တယ်အဲ့တော့အဲ့ဘယ်လောက် magnitude ထိဝေးသွားလဲဆိုတဲ့ဟာကိုကြည့်ရအဲ့ခုနလို data အဲ့အလဲကောင်းမှတ်ကနေဘယ်လောက်ထိခုန်နေလဲဆိုတော့ကြည့်ရအဲ့တော့ပြန်ပြီး6ချင်း square root ပြန်တင် standard deviation ရတယ် statistics ပြပါ
အဓိကအလုံးတော့ကိုရမှပြောသလိုပဲအဓိကအမတို့ဒီ data set တွေရှိရပေါ့လေအဲ data set တွေတစ်ခုတစ်ခုမှဒါလမ်းလုံနေတာအဓိကဒီခုနအနီလမ်းကြောင်းရတကယ်တော့အမတို့ရှိတင်တာက true function မှာပြတာအစိမ်းလမ်းကြောင်းတိုင်းရှိတင်တာအမတို့ data ကဘယ်ဘက် data ပဲရောက်တည်မလားဟိုကောင်းကောင်းအလဲကနေပြီးတော့ကွာအဲ့လို fit ဖြစ်တင်တာပေါ့ဒီ good fit ဆိုတော့ data မလဲကနေဖြစ်တင်တာဒါပေမဲ့သူ့ပုံစံကခုနကတော့အပေါ်ဒီ data ကခုနကတော့ positive အရင်သွား negative ဆိုတော့ negative အရင်သွားရ data တစ်ခုနဲ့တစ်ခုခြားရသွားရဒီကွာခြားချက်တွေ variance ဖြစ်နေတဲ့အပိုင်းတွေအရင်များနေပေါ့လေအဲ့လိုများနေတဲ့ခါမျိုးကြတယ်မတို့ overfitting ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့ဒီဟာကlow bias နဲ့ဒီ high variance က overfitting ဖြစ်တယ်ပေါ့နောက်ကြည့်မယ်ဆိုတော့လို့ပဲ low variance high bias ဒါပေမဲ့တကယ်တမ်းကောင်းတာကျတော့ဒီခုနအမှဒီပုံတိချာပြလိုက်လာတော့မသိဒါဆိုရင်ဒါ overfit ဖြစ်နေရပေါ့လေvariance ရများနေရယ် bias ကနေနေရယ်ဒီအားကျတော့ variance ကနေနေတယ်ခုနတို့ data ထုံးနေတဲ့ကြားရအပြောင်းလဲရရန်နေနေရယ် bias ကတော့များနေရယ်ဒီမှာဆိုတကယ်တမ်းသူရဲ့ဒီ good fit ကကျတော့ low bias ဖြစ်ရမယ် low variance တစ်ခုနဲ့တစ်ခုကြားမှာ data ခုနလိုအရင်ကြီးလို့ဒီမှာ variance အရင်မကြည့်ရဘူးဒီမှာ variation အရင်မများရဘူးပြီး bias ကကြောက်လဲခုန predict တဲ့ accurate value တွေကဒီသူ့ရဲ့ values ကလည်းမများရဘူးပေါ့အဲ့ဒါမှမတို့ကဒီ good fit ဖြစ်တယ်လို့ပြောလို့ရတယ်အဲ့ဒါမှတို့တကယ်တမ်းကိုယ့်ရဲ့ဒီ model ကိုမတို့လိုက်ပြီး monitor လုပ်နေတဲ့အခါကျရင်အဲ့ဒီ values တွေတွေ့နေရတယ်ဒီမှာ values တွေတွေ့ရတယ်ဆိုတာကဒီကလည်းမတို့ဒီ graph ဒီ plot လုပ်တဲ့ပုံစံနဲ့တစ်ခုပဲပါဘာ plot လို့ရတယ်ပေါ့လေဒီအဓိကဒီမတို့ဒီ model accuracy ကို plot လုပ်တဲ့ခါကျရင်မြင်ရနိုင်တယ်ပေါ့အဲ့လိုဒီလို graph တွေထုတ်လာရဲဆိုရင်ညီမလေးခုနဒီ train လိုက်တဲ့ပုံစံကအရင်ဒီအချင်းချင်းတက်နေရဲဆိုရင်ဒါသေချာပြီပေါ့ကိုယ် overfit ဖြစ်နေအဲ့ဒီတိုင်းမတို့ဒီ stopping တွေပဲလုပ်ပလက်လို့ရတယ်ပေါ့အဓိကဒီဟာဒီပုံရဆိုရင်ညီမလေးမြင်သာသွားရယ်ကွာဒီမလားကိုအနေနဲ့ကိုယ့်ရဲ့ algorithm ကဒီလိုတည်းမှာဘယ်လိုပုံနဲ့ကင်နေရလဲဒီမှာဘယ်လိုပုံစံဖြစ်နေရလဲဆိုတော့မူတည်ပြီးတော့ကိုယ်နေမှာဆက်လုပ်ရမယ်ဆိုတော့သိပါမယ်လို့ထင်တယ်တော့အဲ့လိုပုံစံမျိုးပဲပေါ့လေ good fit ရယ် under fit နဲ့ over fit ကrocket အကြောင်းနည်းနည်းလေးပြောပါဦး ROC ROC ကလောက်ပါနည်းနည်းအဲ့ဒါနည်းနည်း accuracy နဲ့ပတ်သက်ပြီးနည်းနည်းအဲ့ဒါရှင်းပါအောင်ဟုတ်ROC cap ကလည်း ROC cap ကလည်း accuracy အဓိကဒီ model performance ကြီးတဲ့ဟာပဲပေါ့လေ ROC cap ကအဲ့ဒါကဟာနော် ROC နဲ့ AUC ဟုတ်တယ်definition နေဘာမေးတဲ့ချင်းနေအောင်စနေ AUC မှာဟုတ်ရပါတခုလောက်ဟို apply side pattern နေပြောပြပြီခုန true positive ဆို false positive ကိုပတ်ထဲမှာပါမယ်နဲ့တွေ့ဟုတ်တယ်ဒီ confusion measure ဆောက်ထဲမှာပါ confusion measure ဆောက်တယ် confusion measure ပို့ဒီ true positive or false positive လို့လည်းအဓိက represent လုပ်ရတာအခုဘယ်ဟာနဲ့ represent လုပ်ရလဲတော့မမှတ်မိတော့ဘူးဒါပေမဲ့ဒီ confusion matrix ကိုသုံးပြီးတော့ပို့လို့ဒီ ROC cap တွေထုတ်တာပေါ့လေအဓိကခုနလိုပြောလို့ပဲအဓိက ROC cap ကတော့ဒီပို့ monitoring လုပ်တဲ့ဟာပဲ အဓိက prediction ကဒီ false positive ကဘယ်လောက်သွားနေလဲ true positive ကဘယ်လောက်သွားနေလဲဆိုတာ ROC cap နဲ့ကြည့်လို့ရတယ်ပေါ့ကြည့်လို့ရတယ်ဆိုတာကအဓိကခုနလိုပဲဒီ accuracy မှန်လားမမှန်လားကိုယ့်ရဲ့ဟာကအဲ့လိုကိုယ့်ရဲ့ model ကောင်းလားမကောင်းလားဆိုတာဟာကိုကြည့်ဖို့ပဲပေါ့ ROC cap ကဒါပေမဲ့ represent လုပ်တဲ့ဟာပို့လို့ representation rate နဲ့လောက်တာထင်တယ်ဒီကောင်ကကျတော့ဟွာလေးဟို value နဲ့လောက်တာမှာခဏအတိအကျနဲ့ဘယ်နှခုဆိုပြီးတော့အလုံးရည်နေဟိုကောင်ကကျတော့ rate ကဘယ်လိုမျိုးဖြစ်သွားလဲဆိုရင် true positive rate ကဘယ်လောက်ဖြစ်သွားလဲခုနက100မှာဘယ်လောက်က percentage ဘယ်လောက်က rate ဖြစ်သွားလဲ negative ကဘယ်လောက်ဖြစ်သွားလဲဆိုပြီး rate နဲ့လောက်တာလားဟုတ်တယ်နော်ဒီကောင်ကကျတော့လုံးဝလို့ values နဲ့လောက်တာလားအခု cap ကလေဟိုကောင်ကကျတော့ခုနလိုမျိုးအဲ့လို percentage နဲ့ rate နဲ့အဲ့လိုပြောင်းလိုက်တာလားလို့ကိုသိရဟုတ် ROC cap က ROC ဟာနော်ROC cap ကဟိုပါမူတည်ရ true positive rate နဲ့ true positive rate နဲ့ false positive rate နဲ့တဲ့ကိုပြောဟုတ်တယ်အဲ့ပေါ်မူတည်ရဒါပေမဲ့ ROC cap ကနော်ဟုတ်တယ်ဒီ confusion matrix ဆိုလည်းမူတည်ပြီး true positive နဲ့ false positive နဲ့အဲ့ပေါ်ကြည့်ပြီးတော့ true positive ကိုဒီ accuracy ပြန်တွက်ထုတ်တာပဲဒါပေမဲ့ဟုတ်တယ်ကိုပြောတော့ rate နဲ့ပဲ0နဲ့1ကြားရဲ့ values နဲ့0နဲ့1ကြား0နဲ့1ကြားရဲ့0နဲ့1ကြားရဲ့ values အဲ့ဆိုတော့ခုနလိုပြန်ပြီးတော့ apply ပြန်လုပ်ရအောင်ဒီကောင်ကျတော့ဒီကောင်ကဒီမှာအလုံးရည်နဲ့ထွက်မှာလား
အခု confusion matrix ကကြတော့ values နဲ့ထွက်မှာ percentage နဲ့ထွက်မှာပါတယ် percentage နဲ့လို့ရ ဟိုတော့ဒီကနောက်ဆုံးဟိုဒီအဓိက value နဲ့ထွက်တာ value နဲ့ထွက်တာဒါပေမဲ့ percentage ပြန်ပြောင်းလို့ရတယ်ပေါ့လေကိုလိုတဲ့ပုံစံတိုင်း percentage ပြန်ပြောင်းလို့ရတယ်အဲ့ဒါမို့တကူလုံးကိုစားလိုက်တယ်ဟိုကောင်ကျတော့အဲ့ဟို true နဲ့ false ကိုပဲ target လုပ်ပြီး percentage positive true နဲ့ false အဲ့ဒါကတော့ဟိုလေဘူးတွေ့ဘူးတလောက်က paper တွေတွေ့ဘူးတလောက်ကအဲ့လိုကို represent လုပ်တဲ့ပုံမူတည်ရပေါ့လေကိုက accuracy နဲ့ပတ်သက်ပြီးတော့ accuracy ပဲ represent လုပ်ချင်တယ်ရတယ်ပုံနာမျိုး pro ဆိုရင်နောက်ပိုင်းဒီလို monitoring လုပ်တဲ့ခါကျရင် pro ဒီ tensor book တွေရှိရပေါ့လေ graph တွေထွက်လာမျိုးရှိရဒီက accuracy ရဲ့ error rate တွေပြတာပေါ့လေအဲ့လိုပုံစံမျိုးနဲ့ကို represent လုပ်လိုက်တဲ့ပြဿနာမရှိဘူးဒါမှမဟုတ်ဘယ်နဲ့ခုနကပြောလို့ပဲဒီလို ROC cap နဲ့ဒီလို true positive တို့ false negative false positive တို့နဲ့ပြလဲပဲပြဿနာမရှိဘူးပေါ့လေဒီကောင်ကျတော့ overall model ရဲ့ accuracy ဖြစ်နေတယ်ဟိုကောင်ကျတော့အဲ့ positive နှစ်ခုအဲ့ true နဲ့ false ကို comparison လုပ်ချင်တာနဲ့ဒီ ROC ကနေဟိုကတော့ဒီရှိသမျှ feature တွေအကုန်လုံးဒီထဲမှာစက်ထဲမှာပါတဲ့ဟာတွေအကုန်လုံးတစ်ခုချင်းစီရဲ့ဟို values ပေါ့လေအဲ့လိုပုံစံမျိုးတွေတက်ထုတ်လို့ရအောင်ပေါ့ဟိုကကျတော့ false positive တို့ပါကျတော့တစ်ခုချင်းစီဟာအတွက်ပေါ့ Okay thank you Okay ပါဒါပေမဲ့ဒီအားကြောင့်လေဒီအားကြောင့်ဆိုတာဒီအားကရိုးဒီလို data set numerical data set မဟုတ်လို့ဒါပြစ်ထည့်လိုက်လို့ရတယ်မလားဒါပေမဲ့တကယ် image data set တွေကျတော့ပြစ်ထည့်လိုက်လို့မရဘူးပေါ့လေမရအောင်ဆိုတာဒီကခုနလိုပဲဟိုကိုနီကိုဟန်နေပေါ့ကိုနီကိုဟန်နေဆိုတာကိုက data image ဆိုတဲ့ကြောင့်မလို့ကိုက image data တွေ test လုပ်ရတော့မယ်လေခုနဆောတော့ပြောခဲ့ရေပေါ့လေဒီလို testing folder တစ်ခုလောက်စောက်ပြီး data testing folder တွေကို data တွေကို testing data တွေပြစ်ထည့်လိုက်ပြီးတော့အဲ့ရလာ result တွေကိုအနေနဲ့ပြန်ပြီးတော့ဒီဘက်ကပြန်ပြီးတော့ collect လုပ်ထားရမှာပေါ့ဒီမလားပြန်လာတဲ့ return တွေအကုန်လုံးလိုက် collect လုပ်ထားပြီးတော့မှကိုကအဲ့ဒါမှအဲ့ return မှာဘယ်လောက်ကဘယ်ဟာဘာဖြစ်နေလဲဆိုတဲ့ဟာမျိုးပြန်ပြီးကြည့်လို့ရတယ်ပေါ့လေအဲ့ values ပေါ်မူတည်ပြီးတော့မှကိုကနေပြီးတော့ကိုရဲ့ accuracy ဘယ်လောက်လဲဒီ false positive true negative ကိုပြန်ပြီးတော့ထုတ်ရမှာပေါ့ structure data ဆိုရင် features တွေကကြည့်ရလွယ်လीเนาะ column လေးနေကောက်ကြည့်သွားမယ် image ကျတော့ပုံနဲ့တူတော့မှခုနဖူးပြောလို့ဆိုလို့ရှင်ကိုရဲ့ပိုင်းနဲ့ပြောတာဆိုလို့ angle တောင်ကွာသေးရပါဘူးတဲရိုက်ထားပုံနဲ့ BI ရိုက်ထားပုံနဲ့အဲ့အောင်မူရောခုနကထဲမှာပါတဲ့ vector value စီရတယ်ကွာအောင်မှာဆိုတော့ image ကအားကြောင့်ဘယ်လိုမျိုး features တွေဘယ်လိုမျိုးကြည့်လဲပေါ့နော်တော်တော် challenging တော့ဖြစ်မှာပေါ့ခုနကကိုနီကိုဟန်ဆိုတာတော်တော် challenging ဖြစ်မဲ့ကိုနီကိုဟန်တွေမှာပါလာတယ်တားရတော့ဘယ်လိုခေါ်မလဲထားပါတော့ဖိုးတော့ class တစ်ခုရှိရဆိုရင်0 နဲ့1နဲ့ class ရှိရဆိုရင်ဖိုးကဟိုထားပါတော့ dot နဲ့ cat နဲ့ရှိပြီးသားဆိုရင်ဖိုးတို့မှလည်းဒီ testing လုပ်တဲ့အခါမှာလည်း label ရှိရပေါ့လေ dot နဲ့ cat နဲ့ label ရှိအဲ့ဒါမှဒီ dot label ပြန်ရမယ့်ဟာကို cat label မပြန်အောင်ဆိုတာဆိုဖိုးတို့အနေနဲ့ value တစ်ခုပါ0 value ပဲထည့်တယ်ကိုယ်က negative value တစ်ခုပြန်လာဆိုတဲ့ဟာမျိုးပြန်ပြီးတော့ return ကိုပြန်ပြီးတင်ထားလို့ရတယ်ပေါ့လေအဲ့တော့ကိုနီကိုဟန်နဲ့ဆိုတော့ကိုကြိုက်တဲ့နည်းလုပ်လို့ရပါဘူးမလားအဲ့လိုပုံစံမျိုးလုပ်စနေရတာမဟုတ်ဘူးဆိုတော့ဖိုးတို့ပြန်လာတဲ့ return တွေအကုန်လုံး return တွေအကုန်လုံးone out encoding ဆိုတဲ့ဟာမျိုးသူပြောချင်တာကငါလို့ cut တော့မဟုတ်ပိုင်းနဲ့ငါလို့0 1ပေါ့လေဒီက one out encoding ကကျတော့အကယ်၍ तू ဖြစ်နေတဲ့နေရာမှာ1တဲ့နေရာအကုန်လုံး0ဆိုတော့မှ cut တော့နေရာမှာ तू return ပြန်တဲ့ဟာ dot နေရာ1 dot လာ return ပြန်မယ်ဆို dot နေရာ1ဖြစ်တဲ့နေရာ0ဖြစ်မှာအဲ့လို1 0 value တွေကိုကြည့်ပြီးတော့လဲ for အနေနဲ့ငါ accuracy ကိုပြန်ပြီးကိုနည်းနဲ့ကိုပြန်ပြီးတော့ထုတ်လို့လည်းရတယ်ဟိုဒါတော့ကို represent လုပ်တဲ့ပုံစံမူတည်ရပါဘောလေကိုဘယ်လိုလုပ်ချင်လဲပေါ့လေမူတည်ရဟိုတိကျတော့မရှိဘူးဘယ်လိုပုံစံလုပ်ရမလဲဆိုတဲ့ဟာမျိုးတော့မရှိဘူးကိုစင်ပြီးလို့ပုံစံနဲ့လုပ်လို့ရတယ်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါတခြားဘာမြန် discuss လုပ်ချင်တာလည်းရှိပါသေးတယ်ဟိုအတမ်းထွက်တော့ဘာမြန် discuss လုပ်ချင်တာလည်းရှိပါသေးတယ်နာ Google developer နေပြီးတော့ machine learning problem framing ဆိုတဲ့ဟာလေးတွေ့လို့ share ထားလိုက်တယ်ဖူးမယ်နောက်နေ့ကျမှပဲဟုတ်အဲ့လာမီတော့နော်ဟုတ်ကောင်းतो business use case ပါနေဒီဟို technical နဲ့အပြင်အော်သူက business use case ပါသူကထပ်ပြီးတော့ပါနေသေးရပေါ့နော် data collection ရဲ့အပြင်ဘက်မှာဒီဟာကိုဘယ်နေရာမှာသုံးပါလဲဆိုတဲ့ဟာမျိုးနားလည်အောင်လုပ်တဲ့ဟာပြောနေရတယ်တွေ့လို့ဟုတ်ချက်ကြည့်လိုက်ပါမယ်တခြားဗာမြန် discuss လုပ်ချင်တာများရှိပါသေးလဲ
ကဲဟိုလေနောက်တစ်ပတ်ဆိုတော့ဟိုပေါ့9ရက်နေပေါ့နော်အခုဟိုအကုန်လုံးဟိုအဆင်ပြေဆိုရင်ပေါ့9ရက်နေကိုဒီလိုညဘက်ပေါ့လေ9ရက်နေဆိုတော့ဘုံနေထင်တယ်ညဘက်ကိုဟိုတစ်ချက်ဒီလိုပေါ့10နာရီ9နာရီတစ်ချက် sharing session လုပ်ပါမယ်အဲ့လိုမဟုတ်ဘူးအကယ်အဆင်မပြေဘူးဆိုရင်လည်းဖိုးစဉ်းစားထားတာကြတော့ခုလိုဒီအဲ့ဒါအဆင်မပြေတော့ပေါင်းရလို့အဆင်မပြေတော့အေးရပါတယ်ထားပါကြည့်တာပေါ့အကုန်လုံးအဆင်ပြေရဆိုရင်တော့9ရက်နေတစ်ချက်ဒီ10နာရီ9နာရီတစ်ချက်တွေ့ကြမယ်လေဒီက deep learning machine learning algorithms အကြောင်းပြောမှာဆိုတော့အရင်ရော heavy ရောမဖြစ်ပါဘူးပပပဲခေပါအဲ့ဆိုရင်မေးစရာမရှိတော့ဘူးဆိုရင် discuss လုပ်တာမရှိတော့ဆိုရင်ဒီနေ့ sharing session လေးကိုဒီမှာပဲရလိုက်ပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်လာ join ပေးလို့ပြီးတော့အကယ်၍ကျေးဇူးပါအကယ်၍ဟိုကလေassessment တွေအဆင်မပြေဘူးဆိုတော့ပြောပါအကယ်၍အဆင်ပြေဆိုတော့လုပ်ပြီးသွားပြီလုပ်နေတော့ဆိုတော့တစ်ချက်လောက်